လောကမှာပညာရှိသူတော်ကောင်းတွေသတ်မှတ်ပြီးအတိအမှတ်ပြုတဲ့ကုသိုလ်ကောင်းမှု၃မျိုးရှိတယ်အဲ့ဒီ၃မျိုးကဘာလို့ဆိုရင်လူတန်းပိကံမှုဆိုတဲ့ဌာနခေါင်းမှုကတစ်ခုလူတန်းပိကံမှုဆိုတာနည်းသည်များသည်မဟုတ်ဘူးကိုယ်အိမ်ရှိမှဆွမ်းရလာတဲ့ယဟန်တာကိုဆုံးလောင်းတာကအစကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးမွေးဣခန္ဓာအပါဝင်ဌာနကောင်းမှုဆိုတာဖြစ်တယ်နော်နောက်ဆုံးမှာကုံပြောရလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဆိုဌာနကုသိုလ်ဖြစ်ဖို့တတိထားဖို့ပဲတော့တယ်ကိုယ်အိမ်မှာစားလို့တောက်လို့ကြံကျွင်းကြံတဲ့ထမင်းဟင်းလေးတောင်မှပဲတတ်တတ်ရဲ့လုပ်ပြီးတော့တရိစ္ဆာန်လေးတွေစားကြပါစေဆိုပြီးတော့စွန့်ပြည့်တောင်မှပဲကုသိုလ်ရတယ်လို့ပြောတယ်ဌာနကောင်းမှုဖြစ်တယ်ပြောတယ်နော်အမှတ်တမဲ့ပို့လို့လွတ်ပြလိုက်တာကတော့ကုသိုလ်မဟုတ်ဘူးအဲ့တော့ကိုယ်အိမ်မှာစားလို့ကျွင်းကျက်တဲ့အစာအာဟာရလေးတွေကစားပြီးတော့ပို့လို့အမှတ်တမဲ့လွတ်ပြတာမျိုးမလုပ်ဘဲနဲ့အပမရဆိုတဲ့တတိတရားနဲ့တတိထားပြီးတော့သရဝလေးတွေဒီအစာအာဟာရကိုစားကြပါစေဆိုပြီးကျွေးမွေးတဲ့အနေနဲ့ခြားထားလို့ရှိရင်နေ့စဉ်နဲ့ညဌာနကောင်းမှုဖြစ်တယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကဝိသကောတသုတ်တံမှာဒါဟောထားတာရှိတယ်နောက်ဆုံးမှာတဲ့ဦးစေးခွက်စေးပကန်းစေးအကျွင်းကြံထမင်းဘတ်ဟင်းဘတ်ကလေးတွေကစားပြီးသရဝလေးတွေစားကြပါစေဆိုတဲ့ရှိရချက်လေးနဲ့စွန့်ပြည့်တော့မှပဲဌာနကောင်းမှုဖြစ်ပါတယ်အဲ့ဒီဌာနကောင်းမှုကကိုယ်ဘဝဖြစ်လျာမှာကိုယ်မှာအစားအစာရှားပါမှုမစားရမှုငတ်ပြတ်မှုဆိုတာဖြစ်စေတယ်လောကမှာကမ္ဘာမှာဒီကနေ့ခေတ်တန်ပေါင်း9000လောက်လူတွေရှိတယ်လူဦးရေမြန်မာနိုင်ငံမှာတော့တန်50ကျော်လောက်ပဲရှိတယ်နော်အလုံးတစ်ကမ္ဘာလုံးခြုံလိုက်မယ်ဆိုရင်တန်ပေါင်း9000ကျော်ရှိတယ်အဲ9000ကျော်ထဲမှာအချိုးကျတွက်ကြည့်လိုက်မယ်ဆိုရင်လူ8ယောက်တစ်ယောက်ဟာထမင်းမဝဘူးလို့ပြောတယ်အစာဝအောင်မစားရဘူး8ယောက်တစ်ယောက်လောက်ကထမင်းဝအောင်မစားရဝအောင်စားရတဲ့လူက9ယောက်လောက်ပဲဝအောင်စားတယ်8ယောက်မြောက်တစ်ယောက်ကမဝအောင်မပြည့်မစုံစားစားလောင်လောင်နဲ့နေရတယ်သရဝါတွေကိုတော့မပြောနဲ့လူသားတွေတောင်မှပဲအစာအာဟာရလောင်ငါမှုမရှိကြဘူးပေါ့ဒါကြောင့်မို့အမှတ်တမဲ့မနေပဲနဲ့အပမရဆိုတာအဲ့ဒါပြောတာအမှတ်တမဲ့မနေဘူးကိုစားလို့ကျွင်းကျက်တဲ့ထမင်းဟင်းလေးဟာစားပြီးတော့သရဝါတွေစားကြပါစေဆိုပြီးဒီစိတ်စေတနာလေးနဲ့လှူလို့ရှိရင်ဒါနကောင်းမှုဖြစ်တယ်တဲ့သရဝါတွေကိုလှူတဲ့အလှူကအစတရားတုံ့ပြန်အကျိုးပေးတယ်အစတရားဆိုတာကိုယ်ကတစ်ချိန်လှူမယ်ဆိုရင်အချိန်တရားကိုယ်စီမှာတုံ့ပြန်လာတဲ့အကျိုးဖြစ်တယ်လို့ဆိုလို့နော်အဲ့တော့ငယ်ငယ်တော့လူတွေကဆိုလို့ရှိတယ်နေ့တစ်ခါလွတ်ငါ့ကိုဆယ်ခါလွတ်ဆိုပြီးသရဝါတွေကိုလွတ်တဲ့အခါသူ့တစ်ခါကဲရင်ကိုယ်ဆယ်ခါကဲရမယ်ဆိုဒါတော့လောဘနဲ့ခွင့်ရေးယူလုံးအချီအခုမြတ်စွာဘုရားဟောတဲ့အဓိပ္ပာယ်ကသရဝါတူကိုစေရနာနဲ့ကျွေးလိုက်လို့ရှိရင်အဲ့ဒီကုသိုလ်ဟာကိုကျွေးတာတစ်ခါပဲဖြစ်ပြီမယ်လို့အစတရားကိုယ်စီမှာအကျိုးတရားမှုဖြစ်တယ်လို့ဆိုအဲ့ဒါဘာနဲ့နားလည်ရမလဲလို့ဆိုလို့ရှိရင်ဗမာပြည်မှာစိုက်တဲ့သစ်ပင်တွေပေါ်ပါတယ်တရက်ပင်နဲ့ပဲဥပမာပြုလို့တရက်ပင်တစ်ပင်စိုက်တဲ့အခါကိုယ်မှတစည်းရွယ်ရင်းနေတာလေ
တရေစိတ်လေးတစ်စိတ်ကိုစိုက်လိုက်လို့ရှိရင်အဲ့ဒီတရေစိတ်တစ်စိတ်ကပေါက်တဲ့အပင်ကြတော့အသီးပေါင်းဘယ်လောက်သိနိုင်ညာချီအဲ့ဒီရုပ်ဝတ္ထုတွေတောင်မှပဲတရေစိတ်လေးတစ်စိတ်ရင်းနှီးလိုက်တာနဲ့တရေသီးတွေဟာတစ်နှစ်တစ်နှစ်ဆိုညာသီးအဲ့ဒါပြုလို့သူချောင်းရလာတဲ့အသီးတွေပဲအဲ့ဒါလိုပဲကုသိုလ်ကံဆိုတာတစ်ခါလုပ်ပြီမဲ့လို့စေရနာဇောတွေရဲ့အစွမ်းအားကြောင့်သူဟာတစ်ချိန်လုံးတာပဲဖြစ်စေအချိန်ပေါင်းတရားဆိုတာဒီလိုကဏ္ဍတစ်ခုအနေနဲ့ပြောတာမဟုတ်များစွာလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာဒါနကောင်းမှုဆိုတာလုပ်ဖြစ်အောင်ကြိုးစားအထောက်ရတယ်အခုလိုလူကြီးပေးတဲ့ကုသိုလ်မျိုးကတော့မပြောနဲ့တော့ပေါ့တာမန်နေစဉ်ကုသိုလ်လေးတောင်မှဒီလောက်အကျိုးပေးတယ်ဆိုညာကြီးအကျိုးပေးနိုင်တယ်လို့ဆိုသို့တော့အမတ်တမဲ့တွေမလုပ်ဖို့စိတ်ထားဖြူစင်ဖို့တော့လိုအပ်တယ်ဘဝတွေကိုကျွေးတဲ့ပွေးတဲ့အခါမှာကိုယ့်အတွက်ရည်ရွယ်ပြီးတော့မကျွေးနဲ့ဥပမာကြိုက်တတ်တဲ့ခွေးမွေးထားပြီးတော့ညာလူကြိုက်အောင်လို့ဆိုတဲ့ဟာမျိုးတွေတော့မလုပ်နဲ့ပေါ့ခြေကန်နဲ့ငါးတွေမွေးထားပြီးချီးတယ်ဖမ်းစားမယ်ဆိုပြီးတော့နှစားကျွေးနေတာပြုလည်းမလုပ်နဲ့ပေါ့အဲ့ဒါတွေကျတော့ဒါနကောင်းမှုလမ်းချော်နေတယ်နော်ကိုခိုင်းမှုကိုလုံးဖို့ကျွေးတဲ့ဟာတစ်မျိုးအခုကမေတ္တာစေရနာအကျဉ်းနဲ့လုပ်တဲ့ကုသိုလ်မျိုးဖြစ်ရမယ်ဒီလိုဆိုလို့ပေါ့နော်ဘဝကျွေးရင်လည်းမေတ္တာစေရနာအကျဉ်းတရားနဲ့လုပ်ရင်ဒါနကောင်းမှုဖြစ်တယ်အဲ့ဒီကစလူသားတယောက်ကိုကျွေးလို့ရှိရင်အစတစ်ထောင်လူသားထဲမှာကိုချင်းသီလနဲ့ပြေးဝတဲ့ပုဂ္ဂိုလ်ကြတော့အစာပေါင်းများစွာအဲ့ဒီလိုဝေလမသုတ်တံမှာမြတ်စွာဘုရားဟောတော်တယ်နော်အစဉ်မတူကွယ်ပြတဲ့အနေထားဟောတယ်။ဘာကြောင့်မကွဲတော်တာတော့လို့ဆိုလို့ရှိရင်ပြည့်စိုက်တဲ့ဥပမာပဲမြေကောင်းပေါ်မှာစိုက်ရင်တစ်မျိုးမြေညံ့ပေါ်မှာစိုက်ရင်တစ်မျိုးမြေညံ့ပေါ်မှာဆိုရင်အသီးထွက်တာနည်းတယ်မြေကောင်းပေါ်ကျတော့အသီးပိုထွက်တယ်ဒါကြောင့်ပြည့်စိုက်တဲ့အခါမှာမြေရွေးရတယ်လို့ပဲကုသိုလ်ကောင်းမှုပြုတဲ့အခါမှာလည်းရွေးရင်ရွေးသလောက်ကောင်းရင်ကောင်းသလောက်အကျိုးတုံ့ပြန်မှုရှိတယ်လို့ဒီလိုမှတ်နော်ဒါကိုယ့်ဘဝမှာအလွယ်အမှားမရှိအကောင်းဆုံးဖြစ်တဲ့မြတ်စွာဘုရားရဲ့ဟောကြားဆုံးမတဲ့နည်းတွေကိုမှတ်သားထားဖို့နောက်တစ်ခုကတော့ဘာလို့ဆိုရင်မာတာပိတုဥပဋ္ဌာနာကိုယ့်ဘဝမှာခြေဆုအကြီးဆုံးမိဘကိုပြုစုလို့ကျွေးတာတာမန်လူတယောက်ကိုပြုစုလို့ကျွေးတာနဲ့မတူဘူးမိဘကိုပြုစုလို့ကျွေးတာကြ။ဘာကြောင့်လဲဆိုရင်ကိုယ့်ဘောမှာခြေဆုရှိတဲ့ကုသိုလ်ကခြေဆုရှိတာကိုအကြောင်းပြုပြီးတော့မိဘရဲ့ဂုဏ်ခြေဆုဟာအလွန်ကြီးမား။ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုလူပြေရောက်လာတာမိဘကလက်ခံလို့ရောက်တာဟုတ်။မိဘကလက်မခံခဲ့ဘူးဆိုရင်ကိုလူပြေရောက်ဖို့မရှိဘူး။ဒါမို့ကိုလူဖြစ်လာတာကမိဘခြေဆုဆိုတဲ့ခြေဆုတရားကိုတွန်းဆက်တဲ့အနေနဲ့လို့ဒီကုသိုလ်ဟာလည်းပဲသူတော်ကောင်းတွေအတိမတ်ပြုတဲ့ကုသိုလ်တစ်မျိုးပဲနောက်ကုသိုလ်ကောင်းမှုကတော့ပပ္ပစ္စသာသနာပေါင်းဝင်ပြီးတော့ရှင်ဖြစ်ကိုခံယူတယ်ယဟန်ဖြစ်ကိုခံယူတယ်အဲ့ဒီမှာလည်းကုသိုလ်ကောင်းမှုတစ်ခုဖြစ်ရှင်ဖြစ်ယဟန်ဖြစ်ခံယူတယ်ဆိုတာကိုချင်းသီလတိုးတက်ပြီးကျင့်သုံးခြင်းပဲဖြစ်တယ်လူဘဝလူဝကြောင့်နဲ့ကျင့်သုံးနိုင်တဲ့သီလကအလွန်ဆုံး၅ပါးသီလကနေပြီးတော့၈ပါး၉ပါး10ပါးပဲစောင့်တည်လို့ရတယ်10ပါးတဲ့မပူလူတွေစောင့်တည်လို့ရရှင်ဖြစ်သွားပြီဆိုလို့ရှိရင်ရှင်သာမဏေတို့ကျင့်ရတဲ့သိက္ခာပုဒ်တွေသိက္ခာ85ပါးကျင့်ဝတ်14ပါးမြတ်စွာဘုရားဆုံးမထားတဲ့လိုက်နာကျင့်သုံးရမယ့်သိက္ခာပုဒ်တွေကသီလတွေကများလာဉာဏ်ဖြစ်ပြီးဆိုရင်ဂရေ9000ကျော်ဆိုတဲ့ကိုချင်းသီလတွေရှိတယ်
အဲ့တော့ယဟန်ဘဝကုပြောင်းတယ်လို့ရှင်ဘဝကုပြောင်းတယ်ဆိုတာသီလကိုတိုးတက်ခြင်းသုံးခြင်းပဲဖြစ်လို့အခြေခံအကျဆုံးသီလမှာထွတ်ထိပ်ရောက်တယ်လို့ဒီလိုဆိုအောင်အများဆုံးသီလကိုဆိုပြီးအဲ့ဒါလည်းကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုဒါနဆိုတာကုသိုလ်ကောင်းမှုတွေမှာတော့အလွယ်ဆုံးနဲ့အစဆုံးလုပ်တဲ့အရာသာဖြစ်တယ်သီလကြတော့ဒါနနဲ့သီလနှစ်ခုရှင်လိုက်ရင်ကုသိုလ်ကောင်းမှုတွေမှာဒါနတဲ့သီလကပို့ပြီးတော့တန်ဖိုးရှိသွားတယ်။ဘာကြောင့်တန်ဖိုးရှိတယ်လို့ဆိုကိုယ့်ကိုစဉ်းစားကြည့်ဒါနရဲ့အထီးကအကျိုးပေးတာကဖြစ်လျက်ဘဝမှာစီးပွားဥစ္စာအသုံးဆောင်ပစ္စည်းရရှိခြင်းပဲဖြစ်တယ်အဲ့ဒီမှာဒါနတော့ရှိတယ်သီလမရှိဘူးသီလမရှိလို့သူများအသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုချင်းသီလပြက်ပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာတဲ့ဘဝချမ်းသာတဲ့မိဘအိမ်မှာတော့ဖြစ်ပါရဲ့ငယ်ငယ်နဲ့တည်သွားတာမရှိဘူးလားသီလချို့ယွင်းလာသွားရင်ငယ်ငယ်နဲ့တည်သွားတာသို့မဟုတ်ငယ်ငယ်နဲ့လူစင်မမီတဲ့ယောဂဝိရဏဖြစ်ပြီးတော့ဘဝအထိပ္ပယ်ဘာမှမရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိသီလချို့ယွင်းလာလို့ရှိရင်မိခင်ဝမ်းကတည်းကမျက်စိကွဲလာတဲ့ပုဂ္ဂိုလ်တွေနာမကြတဲ့ပုဂ္ဂိုလ်တွေဆွမ်းအားနေတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်ဒါနရှိလို့သုံးဆွဲเสียတော့ရှိပါရဲ့အစာအစာနေစရာထိုင်စရာရှိတော့လည်းပဲသီလချွတ်တဲ့မှုကြောင့်သူဟာကျမ်းမာသူမဟုတ်ဘူးဆင်းဒီယောဂဝိရဏထူပြောတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့သူချမ်းသာဒုက္ခဟာတချို့များဆေးကုရတာနဲ့ကုန်တယ်ဆိုတာရှိတယ်နော်အဲ့ဒါလို့သီလချို့ရင်လာပြန်လို့ရှိရင်လည်းဘလောက်ပဲချမ်းသာပြေဝတဲ့ဘဝမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ချမ်းသာတာဟာကျမ်းမာမှပို့ပြီးတော့အထိပ္ပယ်ရှိတယ်ဒါကြောင့်ဒီရှုထောင့်ကကြည့်မယ်ဆိုရင်လည်းဌာနနဲ့သီလနှိုင်းယှဉ်လိုက်ရင်ဒါသီလရဲ့အကျိုးကပို့ပြီးတော့ကောင်းဒီလိုဆိုလို့တယ်ပေါ့နော်ဌာနရဲ့အကျိုးကအသုံးဆောင်ပစ္စည်းဥစ္စာရရှိခြင်းသာဖြစ်တယ်သီလရဲ့အကျိုးကြတော့လူဘဝမှာကျဉ်းကျဉ်းမာမာနဲ့ဒီလိုဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားသီလတဲ့ဌာနတဲ့သီလကမြတ်တယ်လို့ဒီလိုဟောတာဒါကသီလတဲ့ဘာကမြတ်တုံးဆိုရင်သမထဘာဝနာကမြတ်တယ်သမထဘာဝနာလို့ဆိုရတဲ့ပဲအထူးအဖြင့်ပေါ်ပြတာတော့မေတ္တာဘာဝနာဒါနကောင်းမှုသီလကောင်းမှုတွေပို့ပြီးတော့ချီးမားတဲ့ကုသိုလ်ကောင်းမှုကတော့ကိုယ့်ရင်ထဲကအမုန်းကင်းစင်အောင်လေ့ကျင့်ပြီးတော့ယူတဲ့မေတ္တာတရားမေတ္တာပို့တယ်ဆိုတာဘာရည်ရွယ်ချက်နဲ့ပို့ကြတာတုံးဆိုတာကိုယ့်အကိုတတိထားဖို့လိုအပ်တယ်နော်မေတ္တာပို့ရင်ချမ်းသာတယ်ဆိုပြီးလူတွေချမ်းသာခြင်းလို့မေတ္တာပို့အမှန်ကမေတ္တာပွားတာဘာအတွက်တုံးဆိုရှင်ထဲကအမုန်းတရားပြောင်းအောင်ပွားကိုယ့်ရင်ထဲမှာရှိတဲ့ဒေါသမရှိအောင်မေတ္တာပွားတာသူများရင်ထဲမှာရှိတဲ့ဒေါသပြောင်းအောင်ပွားတာမဟုတ်ဘူးကိုယ့်ရင်ထဲမှာအမုန်းတရားမရှိအောင်လုပ်ရတယ်မေတ္တာနဲ့ကိုယ့်ရင်ထဲကဒေါသကိုဖြောက်ဖို့မေတ္တာဘာဝိတ္တဘာဒေါသတဘာဟနာယဒေါသကိုဖယ်ရှားပစ်ဖို့အမုန်းစိတ်တွေပျောက်သွားဖို့အတွက်မေတ္တာဘာဝိတ္တဘာမေတ္တာပွားရမယ်လို့ဆိုလောကမှာလူရည်လေးဖြစ်လာတဲ့အခါမှာလူချင်းချင်းလည်းမုန်းရတယ်လူကနေပြီးတော့တိရစ္ဆာန်ကိုလည်းမုန်းတယ်လူကနေပြီးလူနဲ့တိရစ္ဆာန်အပြန်အလှန်မုန်းလိကြတယ်လူနဲ့နတ်နဲ့မမြင်ရပဲလို့မုန်းကြတာတရားတွေဟာရန်လိုတဲ့စိတ်တွေအမုန်းစိတ်တွေဟာရှင်ထဲမှာရှိနေကြအဲ့တော့ကိုယ့်ရင်ထဲမှာအဲ့ဒါလို့မုန်းတီးတဲ့စိတ်တွေမရှိအောင်ဖြစ်မလာအောင်အကြောင်းတိုက်ဆိုင်တောင်မှဖြစ်မလာအောင်မေတ္တာပွားမယ်လို့ပြောတာနော်အခုခေတ်မေတ္တာပွားတာအဲ့တိုင်းဟုတ်ကလား
တပည့်တို့စီးပွားဥစ္စာဖြစ်အောင်မေတ္တာပွားပေးပါဗျာအန္တရာယ်ကင်းအောင်မေတ္တာပွားပေးပါဗျာဒီလိုပဲဖြစ်နေအန္တရာယ်ကင်းရင်တို့မေတ္တာပွားတာသို့တော့ရှင်တွေကအန္တရာယ်ကြီးကိုတော့တိုင်းထားတယ်အဲ့ဒီအန္တရာယ်ဆိုတာအမုန်းတရားကိုပြောတာနော်အဲ့တော့ကိုယ်ရှင်တွေကဖေးအန္တရာယ်ကိုအရင်ပြောက်အောင်ကြိုးစားအထောက်သူများကကိုယ်မုန်းတာချစ်တာအဓိကမဟုတ်ကိုယ်ကမမုန်းဖို့ပဲအရေးကြီးကိုယ်ရင်ထဲမှာရှိတဲ့ဒေါသသည်ကြီးထွားလာတဲ့အခါမှာအပင်ငရဲချရင်ကိုယ်ပဲချမှာပဲလေဒါမှမဟုတ်ဒေါသနဲ့သိတဲ့ပုဂ္ဂိုလ်တွေကငရဲရောက်တာအဲ့ဒါကြောင့်မို့ရှင်တွေကဒေါသပြောက်အောင်ဘယ်သူကိုမုန်းနေဆိုတာမရှိအောင်မေတ္တာကိုရင်ထဲမှာအခိုင်အမာတည်ဆောက်ရမယ်လို့သူပြောတယ်ဒါကြောင့်မို့မေတ္တာကိုအခိုင်အမာတည်ဆောက်လို့တမာရီစွမ်းအားတွေပြည့်ဝလာပြီဆိုလို့ရှိရင်အဲ့ဒီမေတ္တာအောင်မြင်သွားတဲ့ပုဂ္ဂိုလ်တရားဟာတက်တန်းရှိကြတဲ့ဗြဟ္မပြေတောင်ရောက်တယ်နော်မေတ္တာဆံရသွားပြီဆိုရင်တက်တန်းရှိတဲ့ဗြဟ္မပြေရောက်တယ်လူပြေဆိုတာတက်တန်းအလွန်ရှိတာမဟုတ်ဘူးနတ်ပြေကလည်းတက်တန်းရှိတာမဟုတ်ဘူးဗြဟ္မလည်းစာလို့ရှိရင်လူပြေတို့နတ်ပြေတို့အသက်ကိုနှစ်နဲ့ပဲရည်တွက်တယ်ဗြဟ္မအသက်ကြတော့ကဘာနဲ့တွက်ရတယ်ဘယ်နဲ့ကဘာဆိုအဲ့လိုတွက်တယ်ဥဒ္ဓမအသက်ရှိတဲ့စီကိုရောက်စေနိုင်တယ်ဆိုသူ့ရဲ့အကျိုးကပိုကြီးမားတယ်လို့သူတို့ဆိုလို့နော်နောက်တစ်ခါမေတ္တာဘာဝနာနဲ့သမထဘာဝနာထဲပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်လို့ပြောရမယ့်ကုသိုလ်ကတော့ဝိပဿနာဘာဝနာကုသိုလ်ပဲဖြစ်တယ်ဝိပဿနာဘာဝနာကုသိုလ်ဆိုတာခက်ကြမ်းကြမ်းကိုကိုယ့်အကိုတွေးကြည့်ခက်ကြဲကြဲအခုတည်းနိုင်ငံတကာနှစ်သက်ကူမှာ2018ခုနှစ်ကုန်သွားပြီ2019ထဲရောက်လာပြီ2019ထဲမှာတစ်နှစ်ဆိုရင်365ရက်ရှိတယ်မဟုတ်လား365ရက်တည်းကဒီနေ့ဇန်နဝါရီလ9ရက်ဆိုတော့360ပဲကျန်တော့တဲ့ရက်9ရက်ရော့သွားပြီအဲ့ဒီလိုရော့သွားတာပြောင်းလဲနေတာကိုသတိထားဖို့လိုတယ်ကိုယ်ထင်တယ်ရက်သာရော့သွားတယ်ထင်တယ်ကိုနေဖို့အသက်ရော့မသွားဘူးလားနေဖို့9ရက်ရော့သွားပြီ2015ထဲမှာ365ရက်နေရဆို9ရက်ရော့သွားအဲ့တော့ဘယ်ရာမှယက်တည်နေတာမဟုတ်ဘူးအခုပဲနှစ်သက်ကူပြီအခု9ရက်ကုန်သွားပြီနောက်ရက်တွေလည်းဒီလိုကုန်သွားမှာပဲဆိုတဲ့မတည်မြဲတဲ့သဘာဝတရားကိုစဉ်းစားနိုင်အောင်ကြိုးစားအဲ့ဒါကဝိပဿနာလမ်းကြောင်းပေါ်စတင်ပြီးတော့ဝင်ရောက်တာလို့ခေါ်တယ်နော်အေးအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကငယ်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ထိုးငယ်တုန်းကအဲ့ဒီအရွယ်အဲ့ဒီရုပ်ရည်အခုဒီရွယ်ရောက်တဲ့အခါတို့တွေအဲ့ဒီရုပ်ရည်တွေမရှိတော့ဘူးပျောက်ကွယ်သွားပြီအခါငယ်တဲ့လူကကြီးတဲ့လူကိုကြည့်လိုက်ငါတို့လေဒီနေ့ကြာရင်အဲ့ဒီလိုဖြစ်မှာပဲအဲ့ဒီလမ်းကိုငါတို့သွားနေတယ်ဆိုတော့နှလုံးသွင်းမှုလို့အဲ့ဒီနှလုံးသွင်းတာဟာကုသိုလ်မှန်သိဖို့လိုတယ်။ဘာကြောင့်ကုသိုလ်ဖြစ်တုံးလို့ဆိုတော့အဲ့လိုနှလုံးသွင်းဆင်ញင်ခြင်းအဖြစ်လောဘတွေဒေါသတွေမောဟတွေအမှန်မသိခြင်းမောဟကိုရှင်းပြနေတာပဲအမှန်လူတွေကကိုယ့်ကိုယ်သိတယ်လို့ထင်နေတာမသိဘူးအဲ့ဒီအချိန်မှာမသိလို့တွေးနေတာကဖြစ်တယ်နော်မသိရအမှောင်ပဲဆိုတော့2015ခုနှစ်အခု2019ခုနှစ်18ခုနှစ်ကုန်သွားပြီသူကုန်တာလို့ထင်တယ်အဲ့လိုမထင်မဲနဲ့2018ခုနှစ်မှာငါတို့ရဲ့တဏ္ဍာမရှိတဲ့ယုတ်တိနန်းတွေခွန်အားတွေအလုံးဟာဆုံးရှုံးသွားပြီပြန်ယူလို့မရတော့ဘူးကုန်ဆုံးသွားပြီလို့ဒီလိုမသိဘူးဆိုရင်ဒါမှောင်နေတဲ့အဝိဇ္ဇာပဲနော်အဲ့ဒါလို့သိလိုက်ပြီဆိုလို့ရှိရင်ဒါအလင်းတစ်ခုပဲအမှန်သိတာပဲလေအဲ့ဒါလို့အမှန်သိဖို့အမှန်တမ်းအရေးကြီးတယ်အမှန်သိခြင်းကြောင့်ဘာအကျိုးရှိတုံးလို့မေးမယ်ဆိုလို့ရှိရင်အမှန်သိခြင်းကြောင့်အမှားပေါ်မှာတွေ့ဖက်ပြီးတော့
ကိုဟုတ်လာပြီဆိုတဲ့အနေအထားမျိုးမဖြစ်တော့ကိုအနေရကိုတိနေလို့ရှိရင်ထိုအနေရကလွတ်မြောက်အောင်ကြိုးစားမှုရှိလာမှာပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုပေါ်မှာတွေ့တာခြင်းတစ်ဖက်သားကိုမုန်းတီးခြင်းဆိုတဲ့မုန်းခြင်းချစ်ခြင်းဆိုတဲ့စိတ်ဓာတ်တွေပျောက်သွားနိုင်ပျောက်သွားတဲ့အခါမှာတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့တောကဆိုတာလည်းပျောက်သွားနိုင်ရှင်ထဲကတောကဆိုတာနေရာတကာမှာရှိတာမဟုတ်ဘူးကိုယ်ပိုင်တဲ့ပစ္စည်းအတွက်ကိုယ်ပိုင်တဲ့ပစ္စည်းအတွက်တောကဖြစ်တယ်ကိုယ်နဲ့ဆက်ဆက်နေတဲ့ဆွေမျိုးသားချင်းအပေါင်းအသင်းတွေအတွက်တောကဖြစ်တယ်ကိုယ်မပိုင်တဲ့ပစ္စည်းအတွက်တောကဆိုတာမဖြစ်ဘူးကိုယ်နဲ့မသိတဲ့လူအတွက်တောကဆိုတာမဖြစ်ဘူးအဲ့တော့တောကရဲ့တရားခံကဘယ်သူတော့ဆိုရင်တွေ့တာမှုပဲဖြစ်တယ်လူဘဝရောက်လာတဲ့အခါမှာမိသားစုဆိုတာဖွဲ့စည်းလာမိသားစုဖြစ်လာလို့ရှိရင်အမေရှိတယ်အဖေရှိတယ်သားရှိတယ်သမီးရှိတယ်သားသမီးကနေဆက်နွယ်ပြီးတော့ချွေးမရှိတယ်သမက်ရှိတယ်မြီးရှိတယ်ရောက်လာကောအဲ့ဒီလိုဆက်လာတဲ့အခါမှာတောကလေးတွေဝင်လာတယ်ဆိုသတိထားဖို့အဲ့လိုမဟုတ်ခင်ကတောကမဖြစ်ဘူးသူတို့အတွက်ကိုနှစ်ယောက်ထဲနေတော့ကသားသမီးမရှိတဲ့လူဆိုသားအတွက်တောကရှိပါမလားမရှိဘူးသမီးအတွက်လည်းတောကရှိဘူးသားသမီးမရှိတဲ့လူကသားဒါဖြင့်ငါတို့ကအေးတယ်လို့အောင်းမိတ်လားမအေးဘူးဘယ်သူအတွက်တောကဖြစ်တော့ဆိုလို့ရှိရင်ကိုအတွက်တောကဖြစ်နေကိုခန္ဓာအတွက်တောကဖြစ်ခန္ဓာရှိနေပြန်တော့ရှိပြန်တာပဲတောကတောကတွေပွားသွားလိုက်ပေါ်တော့သားရှိလို့ချွေးမရလာပြန်သမီးရှိတော့သမက်ရလာပြန်ပြီးတဲ့အခါမြေကနေတစ်ခါတစ်ဆင့်ဟိုတီတွတ်ကျွတ်ဆက်ထီအောင်အဲ့ဒီလိုတွေ့တာမှုတွေကနေဖြစ်လာပြီးတော့တောကတွေရဲ့ရှင်းလဲရောက်လာအဲ့ဒီတောကတွေကိုဝိပဿနာလို့ခေါ်တဲ့ဘယ်အရာမှမမြဲဘူးဆိုတဲ့အသိဉာဏ်နဲ့သာဖယ်ရှားလို့ရတယ်ဉာဏ်နဲ့နှီးနဲ့ဖယ်ရှားလို့မရဘူးเนาะတွေ့တာမှုကိုဖယ်ရှားမှတောကဆိုတာပျောက်တယ်တွေ့တာမှုရှိတဲ့နေရာတောကဖြစ်တာပဲဝိចេတနာပြည့်စုံလို့ကာရစီဝယ်စီလိုက်တယ်အဲ့ဒီကာလမ်းမှာတိုက်တယ်ဆိုရင်တောကမဖြစ်ဘူးလားဖြစ်တယ်ကိုကားမဟုတ်ဘူးကိုကရောင်းလိုက်တဲ့အဲ့ဒီကားကြီးမဆက်ရလိုက်ပြီအဲ့ကားကြီးလမ်းမှာတိုက်တဲ့အကြိုင်ဖြစ်သေးလားတောကကိုဟာတော့ကတောကဖြစ်တယ်ကိုဟာမဟုတ်ရင်တောကမဖြစ်ဘူးဆိုဓမ္မထက်ရှားနော်မိသားစုနဲ့ပြောရမယ်ဆိုရင်လူတယောက်ဟာလိမ္မာသည်ဖြစ်စေမလိမ္မာသည်ဖြစ်စေကိုယ်နဲ့မပတ်သက်ခင်တော့ကသူ့အတွက်ပူတာမရှိသမီးနဲ့ပတ်သက်ပြီးတော့သမက်တော်လာပြီဆိုရင်ပတ်သက်လာပြီနော်သားနဲ့ပတ်သက်ပြီးချွေးမတော်လာပြန်ပြီဆိုရင်ပတ်သက်သွားပြန်ပြီအဲ့ကြရင်တောကဆိုဖြစ်လာတယ်အဲ့တော့ပြောရမယ်ဆိုရင်ပတ်သက်လာရင်တောကဖြစ်ဖို့ပဲနော်ဝိចេတနာလည်းပဲကိုယ်ပစံကိုပစ္စည်းမဟုတ်ဘူးဆိုရင်မပတ်သက်တာမပတ်သက်လို့ရှိရင်တောကမဖြစ်ဘူးပတ်သက်ရင်တောကဖြစ်လာအဲ့ဒီပတ်သက်မှုတွေရှိနေသမျှကာလပတ်လုံးတောကဖြစ်နေဒါဖြင့်တောကမဖြစ်အောင်ဘာနဲ့ထိမ့်လဲပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတောကမဖြစ်အောင်ဘာလို့အိုးလူစရာပစ္စည်းသင်္ခါရလူသင်္ခါရတနေ့ကျတော့ပစ္စည်းကငါ့ကိုစွန့်သွားမယ်ငါကတော့လည်းပစ္စည်းကိုစွန့်တယ်ဘယ်ရာမှမမြဲဘူးလို့တွေးလိုက်နိုင်လို့ရှိရင်ရော့သွားအဲ့လိုတွေးရသာသမီတွေနဲ့ပတ်သက်လာတဲ့အခါမှာလဲသူတို့ငါခေါ်လို့လာတာမဟုတ်ဘူးသူတို့ခါလေးရောက်လာကြအဲ့တော့ငါနဲ့ပတ်သက်နေတော့ငါကောင်းအောင်ပြုစုမယ်မလိမ္မာတာတော့သူတောင်းအောင်မယ်ငါတတ်နိုင်တယ်ပြောမယ်နော်ဒီလိုဆိုလို့နော်ဒါရှော့ချတဲ့နေ့ဖြစ်လာပြီးတဲ့နောက်မှာရှော့ချရမယ်နေ့အဲ့ဒီလိုမှမလျှော့ဘူးထွက်ပေါက်မရှိဘူးဆိုရင်လူတွေကဖြစ်ရလေခြင်းဆိုပြီးတော့ဒုက္ခရောက်ကြပြန်အဲ့တော့ကိုယ့်ရှာထားတဲ့ဒုက္ခတွေကနဲတာမဟုတ်ဘူးပင်ကိုဒုက္ခနဲ့ရှာထားတဲ့ဒုက္ခတွေကများလာတဖြည်းဖြည်းချင်းအဲ့ဒီလိုလူလောကမှာ
ဒီလိုရှိလာတဲ့အခါအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေကြမလဲမြတ်စွာဘုရားရဲ့ဆုံးမကောင်းဆုံးဖြစ်ဖို့အတွက်နံပါတ်1စိတ်ကောင်းနှလုံးကောင်းအရင်ထားဖို့ကြိုးစားစိတ်ကောင်းနှလုံးကောင်းဆိုတာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေထဲမှာအခုဒါနကောင်းမှုလုပ်ပြီးနော်သီလကောင်းမှုလည်းလုပ်တယ်ခုပြောတဲ့ရှင်ပြုတယ်ဆိုတော့ရှင်ဘဝခုပြောင်းတယ်ဆိုတော့သီလကောင်းမှုလည်းလုပ်ကြတယ်အဲ့လိုကုသိုလ်ကောင်းမှုတွေဖြစ်လာပြီဆိုတဲ့အခါမှာမမေ့မလျော့သောတတိဖြင့်ကုသိုလ်ကောင်းမှုတွေဖြစ်နေအောင်တို့ဘယ်လိုလုပ်မလဲဆိုရင်အပမဒလို့ခေါ်တဲ့တတိတရားကိုအရင်မွေးမြူရမှာဖြစ်တယ်အပမဒဆိုတဲ့တတိတရားဆိုတာအမှတ်တမဲ့နေတာမဟုတ်ဘူးခုရေနတာမှာနေကြတဲ့ရေနတာရှင်းတော့ဆိုရေနတာမျိုးပေါ့နော်ရေနတာမျိုးမှာနေကြတဲ့အမျိုးသားအမျိုးသမီးတွေဟာကိုယ့်ကိုစဉ်းကျင်စဉ်းစားမှာတနေ့တာအချိန်ငါတို့ဘာလို့ကုန်လွန်လာတယ်လဲနော်အဲ့ဒါကိုတတိထားပြီးတော့ငါတို့ကုန်လွန်လာတဲ့အချိန်တွေဟာတို့ဒုက္ခပေးမဲ့အကုသိုလ်နဲ့ကုန်လွန်လာလားတို့ရဲ့ချမ်းသာမှုကိုဖြစ်ပေါ်စေမဲ့ကုသိုလ်တရားနဲ့ကုန်လွန်လာလားဆိုဒီနှစ်ခုအတွေ့အလေးကိုတွေ့ကြည့်နော်ဒီနှစ်ခုအတွေ့တွေတွေ့ကြည့်အဲ့လိုတွေးကြည့်ပြီးတော့ကုန်လာတဲ့အချိန်တွေကုန်ရမယ့်အချိန်တွေမှာကုသိုလ်ကောင်းမှုနဲ့ကုန်အောင်ကြိုးစားဖို့လိုတယ်ကုသိုလ်ကောင်းမှုဆိုတာကိုယ်ကိုချမ်းသာဖို့အတွက်ထောက်ကူပြုတဲ့တရားတွေပဲအပြစ်ကင်းတဲ့လုပ်ရမှန်သမျှကုသိုလ်ခေါရပြောတယ်ဌာနကောင်းမှုဖြစ်ဖို့ဆိုတာမခဲရင်ဘူးနော်ဘာဝတိလလုံညောအောင်ဆောင်ရှောက်မယ်ဆိုလို့ရှိရင်လေဒါသီလကောင်းမှုဖြစ်နေတယ်ဒါနနဲ့သီလနှစ်ခုလုံးလို့ရှိရင်သူပြည့်လက်ပြည့်စွာရောက်ပါတယ်အပေငယ်ရလွတ်ပါဒီနေရာမှာမြတ်စွာဘုရားလက်ထက်ကမဆလရွာသားမခဆိုတဲ့လူတယောက်ရဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပုံလေးကိုကြည့်နော်သူဟာတရားမင်းဘာကြောင့်ဖြစ်သွားတော့လို့ထိတ်တန်းပုဂ္ဂိုလ်ဘာကြောင့်ဖြစ်သွားလဲခုရေနတာနေတဲ့မျိုးအောင်သားမျိုးသမီးတွေလည်းထိတ်တန်းရောက်လုပ်လို့ရထိတ်တန်းမရောက်ဘူးလို့မပြောနိုင်နော်ကိုယ့်ရဲ့ကြိုးစားမှုတွေပြောတောသားပဲဖြစ်ပါစေသမတဖြစ်ခြင်းဖြစ်သွားတာအခုသမတဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကဓမ္မပြေမှာတောသားတွေကနေသမတဖြစ်သွားတာရှိအဲ့တော့ဘုန်းကြီးဖြစ်တာတော့အပြောနဲ့တော့တောသားတွေဘုန်းကြီးဖြစ်တာပိုများနော်အဲ့တော့တောသားဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမတ်တရားနဲ့ကိုယ့်ကိုမြင်မာလာအောင်ကြိုးစားအထောက်မှုကအဓိကကြတယ်ဒါကြောင့်မို့ကြိုးစားဖို့မဆလကျွမ်းမှနေတဲ့မခါဆိုတဲ့သူကြောင့်ဟာသူ့ကိုဘယ်ကုသိုလ်လုပ်ရမယ်လို့သွန်သင်ပြတာဆုံးမတဲ့ပုဂ္ဂိုလ်တော့မရှိသူစိတ်ကူးနဲ့သူတွေးကြည့်တယ်သူစိတ်ကူးနဲ့သူတွေးပြီးတော့သူပထမဆုံးလှုပ်တာပါတော့ဆိုရင်ရရွာသားရတန်ရှင်းလူသူသွားတဲ့လမ်းလေးအမိုက်တရိုက်ကင်းစင်ရေးပဲလှုပ်တယ်သူစေတနာနဲ့သူလှုပ်တယ်နော်လူတကာသွားတဲ့လမ်းကိုဆူးညောင်းခလုတ်တွေမရှိအောင်အလုတ်အားတဲ့အချိန်မှာဒါသွားလှုပ်တယ်ကိုယ်တည်းလှုပ်တာမဟုတ်ဘူးလူတကာသွားတဲ့လမ်းမှာလှုပ်တယ်အဲ့တော့ခဏခေတ်တော့လူတွေကအမှတ်မဲ့နေကြတော့လူတကာသွားတဲ့လမ်းကိုဘာဖြစ်ခဲ့အမိုက်ပစ်ခဲ့တန်ရှင်းလုံးဝမဲ့စာအမိုက်ပစ်ခဲ့တယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုဆိုတာဒီအမိုက်ဖြစ်တဲ့အခါမှာကိုယ့်အကိုပြစ်ချင်လို့ပြစ်တာဘာဖြစ်လဲဆိုတဲ့မလေးစားမှုနဲ့လုပ်လို့ရှိရင်ပုဂ္ဂလအနာတရတဲ့ကိုယ်နဲ့အတူတကွနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကျိုးသေးလေးစားမှုဂါရဝဆိုတဲ့မင်္ဂလာတရားပျက်စီးသွားတယ်သူတို့ကတော့ကောင်းတဲ့ထင်ပြီးလို့ကြ
ခါရဝတရားပြည့်စည်သွားပြစ်ချင်တဲ့နေရာမိုက်ပြစ်ကားစီးသွားတယ်ကားပေါ်ကနေပြစ်ချရတယ်မိုက်တယ်အဲ့ဒါခါရဝတရားလေးစားပြည့်စည်တယ်နောက်တစ်ခါဓမ္မခါရဝဓမ္မဂရုဓမ္မအနာဒရဓမ္မအနာဒရဆိုစိကံဥရိကိုလေးစားတာအဲ့ဒီဓမ္မအနာဒရဆိုရယ်စိကံဥရိကိုလေးစားမှုလေသူ့မှာပြည့်စည်သွားလေးစားမှုကနှစ်ခုရှိတယ်ပုဂ္ဂိုလ်ကိုလေးစားတာတစ်ခုစိကံဥရိတရားဓမ္မကိုလေးစားတာတစ်ခုအဲ့ဒီစိကံကိုမလေးစားရင်လည်းအပြစ်ပဲပုဂ္ဂိုလ်ကိုမလေးစားရင်လည်းအပြစ်ပဲလမ်းပေါ်မှာအမိုက်ချသွားတဲ့ပုဂ္ဂိုလ်ဟာစိကံကိုလည်းမလေးစားရောက်တယ်လမ်းတော်လမ်းလာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ညီသူကိုမဆိုပုဂ္ဂိုလ်တွေကိုလည်းမလေးစားဘူးလို့ဒီလိုထည့်ပဲရောက်တယ်ဒါလည်းအပြစ်ရှိတယ်လို့ခေါ်နော်ပြစ်ရှိတယ်လို့ခေါ်အိမ်လမ်းမှာရှိတဲ့အမိုက်ကလေးကောက်တယ်ဟိုဟာအပြစ်ရှိတယ်ဆိုရင်ဒါကောင်းကျိုးရတယ်ကုသိုလ်ဖြစ်တယ်လူတကာသွားတဲ့လမ်းမှာအမိုက်တရားကိုဖယ်သွားတာကိုဘာခေါ်တော့မေတ္တာကာယကံလို့ခေါ်တယ်ချမ်းသာကြပါစေချမ်းသာကြပါစေပဇာကသာအော်နေပြီးတော့လက်ကချင်းကိုတစ်ဖြတ်ဖြတ်ရိုက်နေနော်ဘရောရီချမ်းသာကြပါစေပြောပြီးချင်းလာကြိုက်ဖတ်ကနေချတဲ့ရှင်တွေကအမုန်းတရားကိုဖယ်ရှားမပစ်ဖယ်နဲ့ပဇာကပဲချမ်းသာပါစေလို့မေတ္တာပို့နေအဓိပ္ပာယ်မရှိဘူးအဲ့ဒါချမ်းသာကြပါစေလို့ပြောတယ်လမ်းမှာဆူးညောင်းခလုံးတွေ့တာလေးတောင်ဖယ်မသွားဘူးဆိုရင်သူရဲ့ချမ်းသာတယ်ဆိုတဲ့စိတ်ဟာတကယ်အစစ်မှန်မဟုတ်တော့ဘူးတကယ်ချမ်းသာစေခြင်းဒီလမ်းပေါ်လျှောက်တဲ့လူတွေခလုံးမထိဆူးမငြိကြပါစေနဲ့ဆိုဖယ်ထားခဲ့ပေါ့ဟောကုသိုလ်ရဖို့ရတွေကိုပြောပြတာနော်မကားဆိုတဲ့လူဟာဘာစလုပ်တာတော့ဆိုလမ်းတော်လမ်းလာတွေခလုတ်မတိစူးမကြီးရအောင်မိုက်တဲ့ရိုက်ကစပြီးဖယ်ရှားတယ်ခလုတ်ကသိန်းနေရှင်ဖယ်ရှားတယ်ဂျိုင်းရှိလို့ရှင်ဖို့ခဲ့တယ်အဲ့ဒါကုသိုလ်ရတဲ့အလုပ်တွေပဲအလုံးကိုကုသိုလ်ရတဲ့အလုပ်တွေလူတွေကပတ်စံကောင်မှကုသိုလ်ရတယ်ထင်တယ်မလက်ကြီးထိုးပြီးအလူကြီးပေးမှကုသိုလ်လို့ထင်တာပတ်စံမကုန်တဲ့ကုသိုလ်တွေအများကြီးပဲဟုတ်လားပတ်စံမကုန်တဲ့ကုသိုလ်အခုတရားနာနေတာလည်းကုသိုလ်ရတယ်ဘာကြောင့်ကုသိုလ်ရတာတော့ဆိုတရားအသိတွေသိနေတာကွာဒါပညာဆိုတာကုသိုလ်ပဲလေကိုယ်ရင်လည်းကောင်းကျိုးချမ်းသာပေးစေတတ်တဲ့အရာကိုကုသိုလ်လို့ခေါ်တာအဲ့တော့အဲ့လိုတန်ရှင်းရေးလုပ်ပြီးအရှိအဝါဒကောင်းတဲ့သစ်ပင်တွေဆိုလို့ရှိရင်သူကသစ်ပင်အောက်မှာရှင်းထားတဲ့အခါကျတော့လမ်းတော်လမ်းလူတကာကအဲ့သစ်ပင်ရိပ်လေးအောက်ရှင်းလေးဆိုဝင်ပြီးရိပ်ခိုကြတယ်နားကြတယ်အဲ့ဒါကိုသူကကြည့်တယ်ဩလူတွေဟာတန်တန်ရှင်းလှပပလှုပ်ထိုင်ကြိုက်တယ်ဆိုတော့သူသဘောပေါက်တာလူတွေဟာကောင်းတာလှုပ်ထိုင်ကြိုက်တယ်လို့ဆိုသူသဘောပေါက်တာပေါက်လာတဲ့အခါကျအများကြိုက်တဲ့အများသဘောကြတာငါလုံးမယ်ဆိုပြီးတော့လုံးတယ်အဲ့တော့လုံးရင်းနဲ့သူ့အလုပ်ကခြေပြန့်လာလမ်းနေပြင်းနေအရေးအဝါဒကောင်းသစ်ပင်တွေစိုက်တယ်သစ်ပင်အောက်တွေရှင်းတယ်အဲ့ဒီလုံးလာတဲ့အခါကျတော့သူလုံးနေတာကိုမြင်တဲ့ရွာသူရွာသားတွေကမေးကြတယ်ကိုမကဘာလုပ်တာတော့ဆိုဟာအများသဘောကျတဲ့အလုပ်ကျွန်တော်လုပ်တာပါဆိုဟိုလူကလည်းကျွန်တော်လည်းဝိုင်းလုပ်ပါမယ်ပေါ့ပြတက်လက်ယူဝိုင်းလုပ်အဲ့လိုလုပ်တဲ့လူတွေကတဖြည်းဖြည်းများလာတော့32ယောက်ထိအောင်ရှိတယ်သူ့ဖွဲ့တယ်ရက်ရွာတန်ရှင်းအောင်လုပ်တာဟုတ်လားရည်တဲ့လည်းအဲ့လိုလုပ်ရင်ကောင်းတယ်ကြားလားလမ်းမေးမှာအမိုက်တရားတွေမရှိအောင်ကိုယ်ရွာကြည့်လိုက်ရင်တန့်ပြတ်နေအောင်ဟောအဲ့လိုတွေလုပ်ကြတယ်ဆိုရင်လမ်းကဟာဒီရွာကတန့်ရှင်းလိုက်တာဒီမျိုးကတန့်ရှင်းလိုက်တာဖြတ်သွားဖြတ်လာလူတွေကစိတ်ထဲမှာကြည်နူးသွားတယ်ဆိုအဲ့ဒီကြည်နူးစေမှုကိုပြုလုပ်ပေးတာမေတ္တာပဲလူတကာမြင်ကြည်နူးသွားစေရမယ်ကိုယ်အိမ်ရှိမှဖုံးနေမထားစေရအောင်ကြည်နူးအောင်လူတွေအတွက်တ
တဏ္ဍမြဲဖြစ်နေရမယ်ဆိုပြီးတရားမင်းဖြစ်အောင်လုပ်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်အလှကြီးပေးတာမဟုတ်ဘူးပတ်စံနေအများကြီးကုန်တာမဟုတ်ဘူးအဲ့ဒါလို့လုံးလိုက်တာတရွာလုံးဟာတဏ္ဍမြဲကြီးဖြစ်သွားတယ်အဲ့လိုလှုပ်ရင်းကနေပြီးနောက်ဆုံးမှာတပြည့်အုပ်ချုပ်တဲ့ရွာတဲ့ကြီးရဲ့မမှန်တဲ့ပေးမှုကြောင့်တပြည့်အုပ်ချုပ်တဲ့ဘုရင်ကအုပ်စုဖွဲ့ပြီးတော့လုံနေတဲ့လူတွေကိုအထင်လွဲပြီးတော့ဖန်ခံရသေးတယ်အဲ့ဒါတော့ဇာလံအကျယ်ပြောတော့ဖန်ခံလိုက်ရတယ်နောက်ဆုံးမှာအမှန်တရားဆိုတာပေါ်လာတာပေါ်လာတဲ့အခါကျတော့ဘုရင်ကသူတို့စင်တစည်းဆုချလိုက်ပြီးတော့အဲ့ဒီရွာကိုပါပိုင်စားခွင့်ပေးလိုက်တယ်ကုသိုလ်ကောင်းကိုပို့လုပ်ချသူတို့ရွာတိုးတဲ့တာယာကြီးပန်းဝရင်တွေလှုပ်တဲ့ရေတွင်းရေကန်တွေဖော်တယ်အဲ့ဒီရွာနာဖြတ်တန်းသွားလာတဲ့လူတွေဟာခိတခဏအရေးခိုကြတယ်တဲကြတယ်ဆိုတာဖြစ်အောင်အကုန်လုံးလုပ်ပေးကြသူတို့ဝေကြီးလဲတက်နိုင်တဲ့လောအားလည်းရှိလာတဲ့အခါကျသူဓမ္မလို့ဆိုတာမဂရဲ့အမျိုးသမီးတူတဲ့သူဓမ္မသူ့အကြောင်းပြုပြီးတော့နတ်ပြည်မှာအခမ်းအနားဆုံးဒီလူရတဲ့ပြောမယ်ဆိုရင်ဓမ္မယုံကြီးဗိမာန်ကြီးပေါ့နော်သူဓမ္မဆိုတဲ့ဗိမာန်ကြီးနတ်တပင်အစည်းအဝေးကျင်းပတဲ့ဗိမာန်ကြီးဖြစ်ပေါ်ခဲ့သူတို့လုပ်ခဲ့တဲ့ဥယျာဉ်ကတာဝရိန္ဒနတ်ပြည်မှာနန္ဒုံဥယျာဉ်ဆိုတာဖြစ်သွားတယ်သူတို့တူးခဲ့တဲ့ရေကန်ကဟိုမှာစိတ်တလာတာဥယျာဉ်တော်ကြီးဆိုတာဖြစ်သွားတယ်အဲ့ဒါလို့မဂါတို့အဖွဲ့ဟာကုသကောင်းမှုလုပ်ကြအားတက်တဲ့ရော33ယောက်သူတို့တည်တဲ့အခါမှာတာဝရိန္ဒနတ်ပြည်ရောက်ပြီးတော့သူတို့မှာနတ်ချမ်းသာပုံမွားတယ်လူပြည်တုန်းကလုပ်ခဲ့တဲ့ဟာတွေအတိုင်းပဲဟိုမှာထိတဲ့ရာစွာအစင်းမြင့်တဲ့ဗိမာန်တွေဥယျာဉ်တွေပုံမိမှန်တွေကိုဆက်နေရသွားတာကုသိုလ်ကောင်းမှုရဲ့အကျိုးဟာအမှန်တမ်းကြီးမားတယ်ဒါကြောင့်ကိုတတ်နိုင်တဲ့ကုသိုလ်လေးကိုမှတ်တမဲ့မနေနဲ့ရရွာပြုပြတာရအောင်ကိုယ်ဒေသမှာရှိတဲ့ပုဂ္ဂိုလ်တွေသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းပြီးတော့လုပ်ကြမယ်၊ကိုင်ကြမယ်ဆိုရင်ပုံညသဟာယကုသိုလ်ကောင်းမှုပြုပေါ်ပြုပဲဖြစ်ပြီးတော့တန်ရှင်းတာရတန့်ပြတ်သွားမှာပဲဖြစ်တယ်ပေါ့တန်ရှင်းတာရတန့်ပြတ်ပြီးတော့တဏှီတဲ့ဖွံ့ဖြိုးတိုးတက်သွားအဲ့ဒီလိုလုပ်အောင်ကိုယ်တိုင်လှုပ်ခြင်းဟာကုသိုလ်ကောင်းမှုလှုပ်ခြင်းပဲဖြစ်တယ်ဒီလှုပ်တွေဟာကုသိုလ်မရဘူးလို့ထင်ပြီးတော့ပဇာကောမှာကုသိုလ်ရတာမျိုးလို့ထင်ပြီးမလှုပ်ဖဲနေတာကိုယ်ဘဝမှာနည်းနည်းဆုံးရှုံးမှုဖြစ်တယ်ဘဝလေးရလာတဲ့အခါမှာတန်မိုးရှိတဲ့ကိုယ်လက်ကလေးနဲ့ကိုယ်ကုသိုလ်လေးတွေရအောင်စိတ်ဓာတ်ကမှန်ကန်တဲ့အတွေးမြင်အသိဉာဏ်တွေနဲ့ဖြူစင်တဲ့စိတ်ဓာတ်တွေအရင်ရှိအောင်ကြိုးစားအထောက်အမယ်လို့ဆိုလို့တာဝရိန္ဒနတ်ပြည်မှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကလူဘဝကလူတွေပဲဖြစ်တယ်သူတို့ကကုသိုလ်ကောင်းမှုလို့သတ်မှတ်ထားတာ9မျိုးရှိတယ်တာဝရိန္ဒနတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ဖို့အတွက်ဒီ9ခုတည်းဒီ9ခုလုပ်ပါလို့ပြောတယ်နတ်ပြည်သွားခြင်းညရင်အဲ့ဒါလုပ်ဖို့လိုတယ်နော်စိတ်ချရသော်ရကိုယ်တိုင်လည်းဟောထားတာနော်နံပါတ်1ကပါတော့ဆိုမာတာပိတိပရံစံတော်မိဘကိုယုတိလေးစားစွာပြုစုဆောင်ရှောက်ရမယ်မိဥဖာအိုးပြမထားရဘူးကိုစားတယ်လို့စားစေရမယ်ကြွေရမယ်မွေးရမယ်မိဘကိုဥစားပေးမိဘကိုပြုစုနေခြင်းဟာကြီးမားသောကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်ဒါတစ်ခုနော်ကုလီစိတ္ထပစာရိနာကိုမျိုးကိုရွာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားသဖို့ပြုရမယ်တတ်နိုင်သမျှသူတို့ဝေယဝဆလုပ်ပေးတယ်ကြုံကြိုက်တဲ့အခါမှာကုညီတယ်
ပံ့ပိုးတယ်ဟောအဲ့ဒီကုသိုလ်တွေဟာတာဝရိန္ဒနတ်ပြည်ကနတ်တွေကသူတို့နတ်ပြည်ဘဝရောက်ခြင်းအကြောင်းတကယ်ကောင်းတဲ့ကုသိုလ်တွေဖြစ်သူတို့သတ်မှတ်ထားလူတွေကတော့သိမသိဘူးဒါတွေကိုကုသိုလ်လို့ဟောဆရာတော်မရှိတဲ့မိဥဖဟောတွေကိုဂရုစိုက်တာနောက်တစ်ခါကျတော့တဏ္ဏံတခိလတံပံတံစကားပြောလို့ရှိရင်ဘယ်တော့မှရိုင်းရိုင်းဆိုင်ဆိုင်မပြောနဲ့ရှင်းရင်ကြည်ကြည်ပြောကိုအမေတိုင်အမေအဖေရွယ်ဆိုအဖေဦးကြီးအရွယ်ဆိုဦးကြီးပေါ့ဘယ်သူလဲဖြစ်ဖြစ်တလေးတစားပြောဆိုဆက်ဆံရိုင်းရိုင်းဆိုင်ဆိုင်ဆဲရီဒါမျိုးတွေမလုပ်ရဘူးတဏ္ဏံတခိလတံပံတံအဲ့တော့စကားပြောတာရင်ကြည်ကြည်နဲ့ချိုးချိုးသားသားပြောခြင်းဟာလည်းကုသိုလ်ပဲရိုင်းရိုင်းဆိုင်ဆိုင်ပြောတာကိုဖုဒ္ဓဝါစာလို့ခေါ်တယ်နှုတ်ရဲ့ကြံတတ်မှုအဲ့ဒီဖုဒ္ဓဝါစာဆိုတာတစ်ဖက်သားရင်ထဲမှာအင်္ဂနဲ့ဖြစ်အောင်မပြောရအောင်သူတို့ဆိုလို့နာကြီးတော့အောင်မပြောချိုးချိုးသားသားပြောရမယ်လို့ဆိုတယ်အဲ့ဒီစကားချိုးသားစွာပြောဆိုမှုလေးကိုပဲကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုနော်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုရိုင်းရိုင်းဆိုင်ဆိုင်ပြောတာတို့ဆွဆွဲတာတို့ကိုလူရဲ့ပါးစပ်မှာခုတ်ဖြတ်တတ်တဲ့ပစိန်တလက်ပေါ်ထွန်းနေခြင်းပဲမြတ်စွာဘုရားကအဲ့လိုခေါ်တယ်လူတွေဟာပါးစပ်နဲ့ကိုယ့်ကိုယ်ဖြည့်ဆည်းကြတယ်ကုထာရိဆိုင်တေမုခေလူတွေဟာကိုယ်ပါးစပ်ကိုမထိန်သည့်အတွက်ကြောင့်အပြောဆိုရက်စက်ကြမ်းတမ်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအဲ့ဒီတိုင်းခံနေရတယ်နော်ဒါကြောင့်မို့ဘယ်တော့မှအော်ဟစ်ကြမ်းတမ်းပြီးငယ်တော့ကြာဦးတဲ့လူတွေမှာလူတကာကိုစောင့်မြောင်းပြီးတော့ဩနာဝန်းကြတွေဟဲ့ဘသူခိုးသွားတာတော့နဲ့ဆိုပြီးတော့ဩနာဝန်းကြတယ်ဆဲတာနော်အဲ့လိုဟာမျိုးတွေဆဲကြနေရလူတွေအဲ့ဒါမျိုးပိုးဆဲသေးတယ်နော်သေနာကောင်လို့လည်းပြောတယ်ငယ်တော့ကြာဦးတာလေဘယ်သေနာကောင်ကလှုပ်သွားတာတော့ဘယ်ဩနာဝန်းကြတွေကဒီအသီးခူးသွားသလဲလဲဆိုပြီးတော့အဲ့ဒီလိုဟာမျိုးတွေမပြောမိအောင်ကြိုးစားရမယ်ဒါလို့ဆိုလို့တဏ္ဏံတခိလတံပံတံပေတုနေယပဟာယိနာဆိုတယောက်နဲ့တယောက်မတက်အောင်ခုံးမချောရဘူးနော်တူနဲ့တူကွဲပြားသွားအောင်စိတ်ထားကွဲသွားအောင်ဒီလိုခုံးချောမှုမပြောရဘူးတဲ့ဒါလည်းပါစနေနဲ့ရှောင်းရမယ်စီတုစရိုက်ဖြစ်တယ်ပေါ့နောက်တစ်ခုကဘာလို့ဆိုရင်ဝိနည်းမစ္စေရမလားကိုယ်သာသုံးမယ်ကိုယ်အတွက်ကိုယ်သာကိုကြည့်တတ်တဲ့မစ္ဆရိယတရားတစ်ဖက်သားကိုလုံးဝမရစေခြင်းနဲ့ဝန်တိုမှုဆိုတဲ့မစ္ဆရိယတရားရှောင်ရှားရမယ်တဲ့ကိုယ်သာသုံးမယ်ကိုယ်သာအခွင့်အရေးရခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးမရှိရဘူးကျေရောရမယ်နော်ငါလည်းလူဘဝနေတာခဏပဲငါတယောက်တည်းနေတာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ရှိသမျှဟာအလုံးအတွက်ပဲဒီလိုလုံးနော်ညမပြေမှာတိုင်းဆရာတွေမစ္စရိယအာချီပြီးတော့စေတမဲဖွဲ့ထားနောက်စေတမဲဖွဲ့ထားကြာတော့စေနီးတွေပြောက်ကုန်မစ္စရိယလို့ခေါ်တယ်ဘာအကျိုးမှမရှိနော်ကိုသိတာလေးကိုဖွက်ထားဘယ်သူမှမပြောဘဲနဲ့ဖွက်ထားတေတော့ပါသွားတယ်အဲ့ဒီလိုမလုံးရဘူးတဲ့ကိုသိတာပြောပြဘယ်သူပဲဖြစ်ဖြစ်စူးစမ်းရင်ဖြစ်မှာပဲအဲ့ဒါကြောင့်မို့ရှုပ်ဝက်ထားတယ်မရှိစေရအောင်ကိုယ်မှာရှုပ်ဝက်တယ်ဆိုတာလူမသိသူမသိစေရမယ်ရှုပ်ဝက်ချက်ကိုပြောတာမဟုတ်ဘူးအများအတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုအများအကျိုးဖြစ်မဲ့ဟာတွေကိုရှုပ်ဝက်မထားရဘူးလို့ဆိုလို့နော်တွန့်တိုတာ
ရှုဝဲတာဆိုတာအမျိုးမျိုးရှိတယ်ဟင်းကောင်းကောင်းလေးချက်ပြီးတော့အသားလုံးကောင်းကောင်းလေးကိုချောင်းအိမ်နဲ့ထည့်တော့ခတ်ထားရင်အဲ့ဒါမစ္စရိယကျန်တဲ့လူတွေမစားရဘူးဆိုနော်ဖွက်ထားအိမ်မှာတည်းပဲမစ္စရိယရှိတယ်ငါဟာမကင်နဲ့ဒါငါအတွက်နင့်အတွက်မဟုတ်ဘူးဆိုရှုဝဲတာအဲ့မျိုးဖြစ်တတ်တယ်မိသားစုတွေဂုံကျေးဇူးနဲ့ပတ်သက်လာရင်လေလူတယောက်အကြောင်းကိုလူတယောက်ကကိုယ်ရှိမှချီးမွမ်းနေလို့ရှိရင်မချီးမွမ်းနိုင်ဘူးမင်းမသိပါဘူးကွာဆိုပုတ်ချတယ်နော်အဲ့ဒါလို့ချီးမွမ်းတာကိုလည်းပဲမကြိုက်ဘူးလူတယောက်ကိုချီးမွမ်းရင်လည်းမကြိုက်ဘူးကိုယ်သာချီးမွမ်းရင်ချီးမွမ်းသူများချီးမွမ်းရင်မကြိုက်ဘူးဆိုတော့အဲ့ဒါတွေအလုံးဟာမစ္စရိယတွေကြီးမစ္စရိယတရားတွေဟာကိုယ့်ကိုဖြစ်စီဒါကြောင့်မို့မခါလူလင်တို့ဖွဲ့ရတော့သူတို့ကမစ္စရိယတရားကိုလည်းဖယ်ရှားတယ်တဲ့အိမ်မနေအလုံးအတွက်ဆိုတဲ့အနေနဲ့ပဲနေကြဘယ်သူပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းဆက်ဆံပြောဆိုပြီးနေထိုင်ကြကိုယ်အတွက်လည်းမဟုတ်ခြိုက်တဲ့လူစားသွားဒီလိုအများအတွက်ပဲတူတူပဲစားကြတယ်ဒီလိုနေကြတယ်နော်ဝိနည်းဝိစေရမနာသစ္စာကောဓာပိပုံနရဆိုပြောလို့ရှိရင်ဘယ်တော့မှလိမ်မပြောဘူးတဲ့အမှန်တိုင်းပြောတယ်ဒါလည်းပဲဂုဏ်သိက္ခာတစ်ခုပဲအဲ့ဒီတစ်ခုတည်းနဲ့လည်းနတ်ပြည်ရောက်တာတွေရှိတယ်ပေါ့နော်ကောဓာပိပုံကိုဒေါသကိုချိုးနေတယ်ဒေါသကိုလွတ်မပေးဘူးအခုခေတ်ကတော့ဒေါသကိုရှေ့တန်းတင်လာတတ်အဲ့တော့စိတ်ဆိုးရင်စိတ်ဆိုးတဲ့ဒေါသကိုရှေ့တန်းမတင်ရဘူးချိုးနေရမယ်ချိုးနေတဲ့လူကမှသူတော်ကောင်းဒေါသကိုဒေါသကိုကြီးထွားလာအောင်လုပ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းမဟုတ်ဘူးနိဒာမှာကိုယ်ပဲနိဒာမှာပဲဒါကြောင့်ကောဓာပိပုံအမြဲဒေါသကိုချိုးနေတယ်ဘယ်သူပေါ်မှာအညှို့အတေမထားဘူးစိတ်ဆိုးရင်လည်းခဏပဲစိတ်ဆိုးတဲ့ဒေါသကိုဖယ်ရှားပြစ်တယ်လို့ဆိုဒီလိုဖြစ်အလုံးပေါင်းလိုက်တော့9ခုရှိနော်မိဘကိုလှုပ်ကြွေးခြင်းအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားခြင်းရှင်ကြီးစကားပြောခြင်းခုံးတိုက်မှုကင်းခြင်းမစ္စရိယတရားကိုဖယ်ရှားခြင်းမှန်ကန်တဲ့စကားကိုသာပြောဆိုခြင်းနဲ့ဒေါသကိုထိမ့်သိမ်းချိုးနှိမ်ခြင်းအဲ့ဒီ9ခုအဲ့ဒီ9ခုတာဝရိန္ဒနတ်တွေကဒီ9ခုဒီချင်းနေနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုတကယ်သူတော်ကောင်းလို့ဆိုပြီးတော့ချီးမွမ်းကြတယ်တော့9ခုလုံးပြည့်ရင်တော့မပြောနဲ့တော့ဒီထဲကကုသိုလ်ကောင်းမှုတွေကိုယ့်ရဲ့နဲ့ရောက်လာပြီကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာချီးမွမ်းမှုဖြစ်တယ်ရှင်မောဂလန်ကတခါတာဝရိန္ဒနတ်ပြည်ကြွသွားတယ်ကြွသွားတဲ့အခါမှာဘုံမိမှန်လှလှပပတွေတွေ့ရင်ရှင်မောဂလန်ကကြည့်တယ်ခုခေတ်ပေါ့ခြေတသားလဲအိမ်လှလှလေးတွေပေါ်လာပြီထင်ပါတယ်တိုက်တွေလှလှလေးနော်တော့ဒီတိုက်ဘယ်လိုလုပ်ရတာတော့ရှင်မောဂလန်တော့လိုက်မေးတယ်ခုတော့အဲ့လိုတော့မေးကြဘူးထင်ပါတယ်တိုက်ရှိတွေသွားပြီးတော့ဟာဒီတိုက်ကြီးကောင်းတာဘယ်လိုရတာတော့ဘယ်လိုဆောက်နိုင်တာတော့ရှင်မောဂလန်ကတော့တာဝရိန္ဒနတ်ပြည်တက်သွားပြီးတော့ဘုံမိမှန်ကောင်းကောင်းနဲ့ရှိတဲ့ဘုံမိမှန်ဝသွားရလိုက်တဲ့အခါဘုံမိမှန်ရှင်နတ်သမီးတွေထွက်လာတော့ရှင်မောဂလန်ကမေးတယ်အေးမင်းလူပြည်တော်ကဘာတွေလုပ်ခဲ့လို့ဒီလောက်လှပတဲ့ဘုံမိမှန်ကြီးနဲ့အခုနတ်ပြည်မှာမင်းချမ်းသာနေရတော့ဆိုအဲ့နတ်သမီးကရှက်တယ်သူလုပ်ခဲ့တာဘာမှမမဲ့ရဟမရှိရှက်ပါလေပြောရမှာနော်ကုသိုလ်ကောင်းမှုကနည်းနေတော့ရှက်တယ်လို့ပြောတယ်အဲ့တော့နတ်သမီးတယောက်ကတော့ဘာပြောတော့တပည့်တော်တဲ့ဆောင်းလည်းမလောင်းဘူးဘာမှမလုပ်ဘူးဘယ်ကောင်းမှုမှလည်းမလုပ်ဘူးတပည့်တော်လှုပ်တာတခုမှတ်ရတပည့်တော်လိမ့်မပြောတတ်ဘူးတဲ့ဘယ်တော့ဖြစ်အမှန်ပဲပြောတယ်မှန်တာတခုတည်းပြောတာနဲ့သူအဲ့ဒီဘုံမိမှန်ညာစဉ်းစားကြည့်နော်ဆွဲဆွဲမြဲမြဲတပည့်တော်မလိမ့်နဲ့ဘူးတဲ့
ဘာပဲဖြစ်အမှန်တိုင်းပဲပြောတယ်အဲ့ဒီအမှန်တိုင်းပြောလို့တပည့်တော်ဒီဘုံမိတ်မှကြီးရတာတဲ့နောက်တစ်ခါအမျိုးသမီးတယောက်အဲ့ဒီနတ်သမီးတယောက်နောက်ဘုံမိတ်မှသွားတဲ့အခါကျတော့ဟဲ့နင်းမိတ်မှကြီးကခန္ဓာလာကြီးလားဒီနတ်ပြည်ဘယ်ကုသိုလ်တွေပြန်လုပ်လာလို့ဒီကုသိုလ်ရဒီမိတ်မှရတာတော့ဆိုအရှင်ဘုရားတဲ့တပည့်တော်လည်းဘာကုသိုလ်မှလုပ်ခဲ့တာမရှိပါဘူးတဲ့ဒါပေမဲ့လို့တပည့်တော်အမျိုးသားကအတော်ဆိုးရတယ်တဲ့တပည့်တော်ကိုဆဲဆူရိုက်နဲ့လှုပ်တယ်တဲ့ဒါပေမဲ့တပည့်တော်ကဘယ်တော့မှစိတ်မဆိုးဘူးတဲ့ကိုယ့်ကိုစိတ်မဆိုးအောင်ကဲသူတတ်လဲခံရုံပဲဆိုညှောက်ပေးတာမဟုတ်ဘူးတော့တတ်တဲ့ကောင်လည်းရဲ့ကြမှာဆိုးတဲ့ကောင်ဆိုးတာသူခံရမှာနော်အဲ့တော့အဲ့ဒီမျိုးသမီးကတပည့်တော်ယောက်ျားဘလောက်ဆိုးတပည့်တော်ကစိတ်မဆိုးဘူးတဲ့စိတ်မဆိုးအောင်အောင့်အီးပြီးတော့ဘယ်တော့မှဒေါသမထွက်အောင်တပည့်တော်ချိုးနေခဲ့တယ်တဲ့အဲ့ဒီကုသိုလ်ကြောင့်တပည့်တော်ဒါရတာပါတခုတည်းတော့သူလှုပ်တာလေနောက်တူကတော့ဘုံမိမ့်မကြီးဘယ်လိုလုပ်ရတာတုံးလို့မေးတဲ့အခါကျတော့တပည့်တော်ကြီးကြီးမားမားအလှကြီးတွေလည်းမပေးခဲ့ပါဘူးတဲ့ဒါပေမဲ့လို့တပည့်တော်စီတယောက်ယောက်ကလာတောင်းရင်တော့တပည့်တော်ရှိတာလေငပြောသီးတစ်လုံးရှိရင်လည်းတချိုးပေးလိုက်တာမုံလေးတစ်ချက်ရှိရင်လည်းချမ်းပြီးတော့ပေးလိုက်တာဟောနည်းနည်းလေးဖြစ်တပည့်တော်လာတောင်းရင်တော့ကိုရှိတာလေးဖဲ့ပေးလိုက်တာဘယ်တော့မှမပေးဘူးလို့မငြင်းဘူးတဲ့အဲ့ဒီကုသိုလ်ကြောင့်တပည့်တော်အခုလိုပုံမိတ်မှကြီးရပါတယ်သူပြောတာနော်အဲ့တော့ရှင်မောဂလန်ကအဲ့ဒီသုံးဦးကိုမေးပြီးတော့မြတ်စွာဘုရားစီဆင်းလာသူပြည့်ပြန်ရောက်တဲ့အခါဘုရားနဲ့တွေ့တဲ့အခါလျှောက်တယ်အရှင်ဘုရားတဲ့မှန်နာလေးပြောရုံနဲ့ရောနတ်ပြည်ရောက်သလားဒေါသကိုချုပ်တီးရုံလေးနဲ့ရောနတ်ပြည်ရောက်နိုင်သလားနည်းနည်းလေးလှူရုံနဲ့ရောနတ်ပြည်ရောက်သလားဆိုမြတ်စွာဘုရားမောဂလန်ငါ့ကိုဘာလို့လာမေးနေလဲကိုယ်တိုင်နတ်ပြည်ရောက်တဲ့နတ်သမီး၃ယောက်ကမင်းကိုလျှောက်လိုက်ပြီးသားမဟုတ်လားလို့ဘုရားကသိနေပြီးသားဖြစ်နော်အဲ့ဒီဇလန်းလေးလည်းရှိတယ်ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာအမြဲတမ်းအားကိုးရတယ်ကုသိုလ်ကောင်းမှုအားကိုးရတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေနေ့စဉ်နဲ့အမျှအပြစ်ကင်းတဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကုသိုလ်တွေကောင်းမှုလို့ဖြစ်လို့မြတ်စွာဘုရားတိုက်တွန်းတယ်တတ္တမကရိယကလေအနနိစယံတံပရာယိကပုံညာနိပရလောကသွေပဋိဋ္ဌာဟောတိပါဏိနံတမန်တော်ကကောင်းကျိုးစီးပွားခုဘဝကောင်းကျိုးစီးပွားအကျိုးစီးပွားတွေကိုဖြစ်စွန်းစေတတ်တဲ့ကုသိုလ်ကောင်းမှုကိုကြိုးစားလုပ်ပါတဲ့တော့ကုသိုလ်လုပ်တယ်ဆိုတာအမိုက်ကလေးကောက်ပစ်တာကစကြွေချက်ကတော့ရှိရမယ်အဲ့အမိုက်ကောက်တဲ့ခါလည်းသတိထားဘယ်သေနာတွေကချသွားတာတော့မလို့နဲ့အဲ့ဒါဆိုလို့ရှိရင်ကိုယ့်အတွက်ဒုက္ခရောက်ပြီးသားမှတ်ပြီနော်အကုသိုလ်ပါသွားပြီဘယ်သေနာတကယ်ဖြစ်တယ်နော်အဲ့ဒါရှင်းတော့စီရီရင်ပြမှာတတွေးချွေးသွားတဲ့အခါမှာအဲ့ဒီအမျိုးသမီးတယောက်ကအဲ့ဒီတတွေးကိုသူကတုတ်ပြစ်တယ်တန်ရှင်းတယ်တန်ရှင်းတဲ့အခါကျတော့ယူမလုပ်ဘဲနဲ့ဘယ်အပြစ်မတွေကဆိုသူအပြစ်မကြီးပဲဖြစ်ကုန်ကုသိုလ်ကောင်းမှုလို့အဲ့တော့ကိုလုံးတဲ့ကုသိုလ်တန်တန်ပြည့်ပြည့်ရအောင်သူများကိုအပြစ်တင်တဲ့စိတ်မရှိစေနဲ့ဘယ်သူလှုပ်သွားသူလှုပ်သွားလို့နောက်ဆုံးမှခွေးကမစင်ဆောင်သွားလည်းပဲစိတ်လုံးကြောက်တုံတစ်ခုတော့ချသွားပြီငါရအောင်ယူပါပဲဆိုယူကျုံမရတယ်ယူကျုံပြလိုက်ပေါ့ဘုရားဒီပေါ်မှာနော်အဲ့လိုစိတ်ကိုအရေးကြီးဆုံးကတော့ကုသိုလ်ဖြစ်ဖို့ရအတွက်ဖြူစင်တဲ့စိတ်ဓာတ်ထားသူများကိုအပြစ်တင်တဲ့စိတ်ဘယ်တော့မှမလုံးနဲ့အပြစ်တင်တဲ့စိတ်ဆိုရင်ကိုယ်အကုသိုလ်ဖြစ်သွားပြီကိုယ်အဲ့လိုမဟုတ်ပဲနဲ့တကယ်ကိုဖြူစင်တန်ရှင်းတဲ့စိတ်နဲ့တတ်တဲ့ဗျာငါအများကောင်းကျိုးလုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြိုးစားအထောက်ကြမယ်ဆိုလို့ရှိရင်ကိုနေတဲ့မြို့တွေရွာတွေတာယာလှပပြီး
ကိုနေတဲ့ဒေသကြီးဟာဖွံ့ဖြိုးတိုးတက်လာမှာအမှန်ပဲဖြစ်တယ်ပေါ့တယောက်တည်းမလုံနိုင်ရင်စိတ်တူကိုယ်တူသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းလုပ်ခြင်းဟာလည်းပဲတနေ့လုံးတဒေသလုံးကြီးပွားတိုးတက်ကြတာဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့ရှင်ပြုနာသာအလှတော်မင်္ဂလာအကျိုးဓမ္မသဘင်ခန္ဓာမှာကုသိုလ်ကောင်းမှုရချောင်းနေ့စဉ်နဲ့အမျှပစ္စံငွေကြေးတနာကုန်မှကုသိုလ်ရတာမဟုတ်ဘူးအလုံးနဲ့ကုသိုလ်ရတယ်အခုလိုအလှတန်တော်ရတယ်ဆိုတာမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရမှာလို့သာမန်ကုသိုလ်လေးတွေအတောင်ကြီးမားတဲ့အကျိုးပေးတယ်ဆိုတော့အခုလိုဘုရားသာသနာတော်နဲ့ပတ်သက်ပြီးတော့အလှကြီးပေးတယ်ဆိုတာကြတော့ထိတဲ့ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရမှာမြေကြီးလက်ခံမလွယ်ဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကဗုဒ္ဓဘာသာဝင်တို့ရဲ့ဗုဒ္ဓဘာသာဝင်ကောင်းတို့ရဲ့အရှိချင်းတွေကိုသတ်မှတ်ပြီးတော့ဟောကြားထားတာဖြစ်တယ်အဲ့ဒီအရှိချင်းကောင်းတွေကိုဒီနေ့မှတ်သားနိုင်ယူကြရအောင်ဥကြကြငယ်တော်သိင်္ဂီຫນွယ်တို့ဤအသက်အရွယ်50ပြည့်ဝိနည်းအမတ်တရားကုသိုလ်ဖြစ်ဖြင့်ဆင်ကျင်ပါတော့လူဘဝအသက်50ဆိုတာရွှေနှစ်လို့ပြောရမှာဖြစ်တယ်အနှစ်50ဟာလူဘဝမှာထွတ်တဲ့ရောက်တယ်လို့ဒီလိုဆိုရပရာဒိုင်တစ်ခုကဲ့သို့တိုင်းတာတစ်ခုကိုဖော်ပြမယ်ဆိုရင်စနစ်ခရီးနဲ့ဖြတ်တန်းလာခဲ့တာဟာဒီကနေ့နှစ်50ဆိုရင်တော့တိုင်ထိပ်ရောက်တယ်လို့သူတို့ပြောအမြင့်ဆုံးစိတ်ကိုရောက်။ဒါမို့နှစ်50ကိုလည်းရွှေတုလို့သတ်မှတ်ပြီးတော့ဝိနည်းပွဲတွေလုံးလို့ရှိကြတယ်။ရသော်ဘုရားရဲ့အဆုံးအမနဲ့ကိုင်းကြည့်တဲ့ဒေသနာတော်တွေထဲမှာလူတွေရဲ့အသက်အရွယ်ကိုအပိုင်း10ပိုင်းပြီးတော့နှစ်တရာဆိုတဲ့လူသက်တမ်းကိုခွဲခြားပြထားတာအမြဲတမ်းစိတ်ဝင်စားစရာကောင်းတယ်လူဘဝရောက်လာတဲ့ပထမဆုံး10နှစ်အဲ့ဒီပထမဆုံး10နှစ်ကိုမန္တတတကလို့ခေါ်တယ်အရာရာမှာအသိဉာဏ်ရောယုတ်ခန္ဓာကိုယ်ရောနုနေနေသေးတဲ့အရွယ်လေယုတ်ခန္ဓာကိုယ်ကလည်းနုနေတယ်အသိဉာဏ်ကလည်းနုနေနေတယ်ဒါကြောင့်မို့မန္တတတကနုနေတဲ့အရွယ်10နှစ်လို့အဲ့ဒီအရွယ်လေးပါဆိုရင်ကလေးငယ်တွေဟာမိဘနာကပ်ပြီးတော့နေလေးရှိကြတဲ့အရွယ်မျိုးပေါ့10နှစ်ပြည့်လို့17နှစ်ကနေပြီးအနှစ်20ဆိုတဲ့10နှစ်ပိုင်းရောက်တဲ့အခါကျတော့အပေါင်းအသင်းနေနဲ့ပြောလာတယ်မိဘနာသိမ့်မကတ်တော့ပြောစရာအပေါင်းအသင်းတငယ်ချင်းတွေနဲ့ခင်မင်ယူရပြီးနေတတ်လို့ခိတ္တတတကလို့ခေါ်တယ်အပြောပါမဲ့တယ်တငယ်ချင်းပေါင်းသင်းနေနဲ့ကစားမယ်ပြောမယ်ဆိုတဲ့အရွယ်မျိုးဟာ17နှစ်ကနေပြီးတော့နှစ်20ထိအောင်ကိုခိတ္တတတက10နှစ်လို့သူတို့သတ်မှတ်တယ်လူတိုင်းဟာအဲ့ဒီအချိန်ပိုင်းတွေကိုကြော်ဖြတ်ခဲ့ကြရတာပဲဖြစ်တယ်အခါ22နှစ်ကနေပြီးအသက်30အထိဒီစနစ်တန်ကာလကြတော့လူရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာပြည့်စုံပြီးတော့ရုပ်အစင်းတွေကအသားရည်စုပ်ပြေးပြီးချောမောလှပတဲ့အနေအထားမျိုးကိုရောက်ရှိလာတယ်ထွာတော်ကြိုင်ကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီအချိန်မှာဖွံ့ဖြိုးတိုးတက်မှုကပြေဝလို့ဖွံ့ဖြိုးတိုးတက်တယ်ခန္ဓာကိုယ်ရဲ့အနေအထားဖွံ့ဖြိုးတိုးတက်ပြီးအဲ့ဒီအချိန်မှာကြည့်ပြောရှုပြော
အကောင်းဆုံးအချိန်ဖြစ်လို့ဝဏ္ဏတတ္တကအသားရည်တွေပြီးဖြိုးတဲ့အရွယ်လို့အဲ့ဒီစနစ်ကိုဒီလိုသတ်မှတ်တယ်32နှစ်ကနေ40အထိအဲ့ဒါကြတော့ဗလထတကတဲ့ခွန်အားတွေတောင်းတင်းလာတယ်အားရှိတယ်ဘာလုံးလိုက်ရအဲ့ဒီရွယ်မှာလူတွေဟာကိုယ်စွမ်းအားဉာဏ်စွမ်းအားတွေဆိုတာကိုယ်စွမ်းအားတွေကာယစွမ်းအားတွေတက်လာသည့်အတွက်ကြောင့်လူရဝင်လာတယ်လို့ပဲအဲ့ဒီအချိန်မှာလူငယ်ပိုင်းကြော်ဖြတ်ပြီးတော့လူကြီးပိုင်းဝင်စားပြုလာတဲ့အခါအားရှိအင်းရှိလောကိစ္စတွေကိုလှုပ်လာတယ်ခွန်အားဗလပြေဝလို့ဗလဓတကလို့သူတို့ခေါ်တယ်40နှစ်ကနေ50ဆိုတဲ့ဒီစနစ်တန်ကိုတော့ပညာဓတကတဲ့40နှစ်ပြည့်သွားတဲ့အခါလူတွေမှာအတွေးခေါ်ပြောင်းလာတယ်ဘယ်ရာပဲဖြစ်ဖြစ်အလင်းစလို့မလုပ်တတ်တော့ဘူးစဉ်းစားလာတယ်အရာခသိန်းကိုစဉ်းစားချင်းချင်းလှုပ်လာတတ်အသိပညာကိုဥစားပေးတာများလာတယ်ငယ်စဉ်တော့နဲ့မတူဘူးအမျောမြင်နေလဲကြီးမားပြီးတော့လာတယ်ဒါကြောင့်မို့လို့ပညာဓတကစဉ်းစားဉာဏ်နဲ့ဟာအဲ့ဒီအချိန်မှာအထွတ်ထိပ်ရောက်နေတယ်လို့ဆိုတာပေါ့နော်အဲ့ဒီပညာဓတကအရွယ်ကိုဒီစနစ်တာကာလဟာအထွတ်ထိပ်ရောက်လာတဲ့အချိန်ဟာဒါရွှေနှစ်လို့ခေါ်ရမယ်အကောင်းဆုံးနှစ်လို့သတ်မှတ်ရမှာဖြစ်တယ်ပေါ့ဒီဘဝမှာတော့အနှစ်တရာသက်တမ်းမှာဆိုရင်250ဆိုတာတဝက်ရောက်ပြီဆိုတာဖြစ်လို့ထိပ်ရောက်ပြီလို့ပြောအောင်တောင်ပေါ်ရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာတောင်ထိပ်ရောက်လာပြီးရင်နောက်ထပ်ပြန်ရှေ့တက်เสียမရှိတော့ပြန်ဆင်းတာပေါ့အဲ့ဒါလိုပဲလူဘဝဟာထိပ်ရောက်လာဘယ်သူပဲဖြစ်ဖြစ်ထိပ်ရောက်ပြီးရင်သူကအတက်ကကုန်သွားပြီတက်เสียရှိမရှိတော့ဘူးအဲ့တော့ဒီအချိန်မှာဘာတွေလုပ်သင့်တယ်လဲဘုရားဗဒကောင်းတို့ရဲ့အည်ချင်းတွေမြတ်စွာဘုရားသတ်မှတ်ဖော်ပြထားတယ်ဒီအည်ချင်းတွေကိုယ်တဏ္ဍမှာရှိအောင်ကြိုးစားအထောက်အမှာပဲဖြစ်တယ်အဲ့ဒီအည်ချင်းတွေရဖို့ကပို့ပြီးတော့အရေးပါလာတယ်လူလောကနဲ့ပတ်သက်လာပြီးတော့စဉ်းစားတွေးခေါ်မှုအတွေ့အကြုံရှင်းတန်မှုဆိုတာတွေကြောင့်ဘဝမှာပြည့်ပြည့်စုံတဲ့နေထားတစ်ခုအကောင်းတဲ့အဆိုးကြောင်းတဲ့အကျိုးခွဲခြားသိလို့တည်ငြိမ်ရစ်ကျက်တဲ့အရွယ်မျိုးရောက်လာ50ဆိုတာတည်ငြိမ်ရစ်ကျက်သွားပြီလူကြီးပိုင်းရောက်လာတဲ့အချိန်မှာအရာရာကိုအပြောဆိုတာစပြီးတော့ဆင်ញင်တုံတရားတွေရှိလာပြီလို့ဒါတကယ်ပုံမှန်ဆိုရင်ဒီတိုင်းပဲပေါ့တခါတရံကျတော့ပုံမှန်မဟုတ်တဲ့လူတွေလည်းရှိနိုင်တယ်ပေါ့နော်ပုံမှန်မဟုတ်တဲ့လူတွေလည်းရှိတယ်အစဉ်တိုင်းဖွံ့ဖြိုးတိုးတက်လာတဲ့ပုဂ္ဂိုလ်တွေကတော့ဒီလိုပဲပုံမှန်သွားတာပဲဖြစ်တယ်ဒီသတ်မှတ်ချက်ဟာရေပုံရအပြင်သတ်မှတ်ထားတာလို့ပဲအတိအကျဒီလိုပြောတာတော့မဟုတ်ဘူးရေပုံရအပြင်သတ်မှတ်ထားတာဒီပုံစံပဲအဲ့ဒါလိုလူကရွှေခေတ်လို့ဆိုတဲ့50ပြည့်မွေးနေ့ဒါခါလာမှာဒီတဲ့ကောင်းမှုအတွက်ဘာတွေလုပ်ရမလဲလူလောကမှာဘာတွေလုပ်သင့်တယ်လဲမြတ်စွာဘုရားကဒီဘုရားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကတဲ့ပုဂ္ဂိုလ်တွေကိုအမျိုးသားတွေကိုဥပဒကအမျိုးသမီးတွေကိုချင်းနာချစ်ပြီးတော့ဥပတိကာလို့ဒါယကဒါယိကာဆိုတော့ဒါပါဠိစာပေမှာလိင်္ဂလို့ဆိုတဲ့စကားလုံးဟာအမျိုးသားအတွက်သုံးတယ်မျိုးသမီးအတွက်သုံးတယ်ဆိုတာဘာသာစကားတွေမှာရှိလေရှိတာပေါ့နော်ဘာသာစကားတွေမှာရှိတာမြန်မာစကားတွေမှာလည်းပဲရှိတာပဲအမျိုးသားတွေအတွက်ကြတော့အကိုသို့မဟုတ်ကိုလို့သုံးတယ်
မျိုးသမီးတွေအတွက်ကြတော့မလို့သုံးတယ်အမလို့ပြောတယ်ဒါကွဲပြားခြားနားမှုပေါ့နော်လူတွေရဲ့ဒီကွဲပြားခြားနားတဲ့လိန်အားလျော်စွာအသုံးဆွဲရလည်းပဲကွဲပြားခြားနားတယ်ပေါ့အဲ့လိုကွဲပြားခြားနားလာတော့ဥပဒကဥပတိကဥပဒကဆိုတာဥပအာဒကယရဏသုံးပါးကိုစိကတ်သူဥပတိကယရဏသုံးပါးကိုစိကတ်သူအမျိုးသမီးဥပဒကအမျိုးသားဒါယကယရဏသုံးပါးဥဒိဋ္ဌာ၍လှူဒန်းတတ်သူအလှူဒါယကဒါယိကလှူဒန်းတတ်သူအမျိုးသမီးတို့ဒါယကဒါယိကပမာရီမှာတော့ဒါယိကလို့ပြောလိုက်ရုံနဲ့မရသေးပဲနဲ့နောက်ကဒါယိကမဆိုတာလေးထည့်လိုက်ပြန်ဥပဒကဥပတိကမဆိုမဆိုတဲ့ထည့်တဲ့စကားလုံးကမြန်မာလူမျိုးတွေရဲ့ပြစ်ဖြားခံတဲ့လူမျိုးကတိဘက်တိုဘာမင်းလို့ခေါ်တာအဲ့ဒီတိဘက်တိုဘာမင်းရဲ့အနေဆက်မှာသုံးတဲ့စကားလုံးတွေဟာလေဒီမဆိုတာလေးနဲ့အဆုံးသတ်တယ်ဘုန်းကြီးတို့လေးလာကြည့်မိတယ်ဗျသို့တော့တိဘက်ဘာသာစကားကိုတော့မတတ်ပါဘူးမတတ်ပေမဲ့လို့ဒီမြန်မာပြည်ရဲ့ဘာသာနဲ့သတ္တူရာလေးတွေရှိတယ်ပေါ့နော်ဘိက္ခုနီဘိက္ခုနီမဥပဒကဥပတိကမဒါယကဒါယိကမဆိုပြီးအသုံးလေးတွေရှိသူတို့စီမှာလည်းအဲ့လိုပဲသုံးတယ်မဆိုတဲ့စကားလုံးကိုနောက်သုံးတယ်တချို့စကားလုံးကဗမာစကားလုံးနဲ့လုံးဝတူးနေတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်သို့သောရေမြေတောတောင်အလန်းကွာဝေးတဲ့အနေအထားတစ်ခုကိုရောက်သွားတော့အုပ်စုကြီးကွဲသွားတဲ့အခါမှာစကားလုံးအသစ်တွေကြတော့ကွဲပြားခြားနားသွားမူလစကားလုံးအချို့တူညီတော်လည်းပဲနောက်ပိုင်းကျတော့ကွဲပြားခြားနားသွားဗမာတွေရဲ့မျိုးရိုးကတိဘက်တူပါမယ်ထို့တူပဲနီပေါနိုင်ငံမှာလူမျိုး2မျိုးရှိတယ်နေဝါရီလူမျိုးနဲ့နေပါလီလူမျိုးဆိုပြီးနေပါလီဆိုတာကောရခမျိုးနေဝါရီဆိုတာဗမာတွေနဲ့တော့တူတယ်ဒီနေ့ခေတ်မှာတော့နေပါလီဆိုတဲ့ကောရခမျိုးကဒီဘောမှာအရင်ကဘယင်ဖြစ်နေအုပ်စိုးခဲ့တယ်နေဝါရီတွေကတမန်ပြည်သူတွေဖြစ်တယ်ခဏခေတ်တော့ဘယင်စနစ်ပြောင်းသွားပြီးတော့မဲရတဲ့ပုဂ္ဂိုလ်ကအုပ်စိုးတယ်ပေါ့ရွေးကောက်ပွဲလုပ်ပြီးမဲနိုင်တဲ့လူကအုပ်စိုးမှာအဲ့ဒီမှာနေဝါရီဆိုတဲ့ပုဂ္ဂိုလ်တွေကလူမျိုးတွေကဗမာတွေနဲ့တူတယ်သူတို့မေးကြည့်လိုက်တော့တိဘက်တူဘာမင်းအနွယ်အဆင်းသက်လာတာလို့မေကုန်းနဲ့ပတ်သက်ပြီးလာလို့ပြောတဲ့စကားလုံးနဲ့တူတယ်ဗမာတွေကစကားပြောရင်ဟုတ်လားမဟုတ်လားနဲ့ပြောလို့ရှိတယ်သူတို့လည်းပဲအဲ့ဒါနဲ့စင်စင်ဖြစ်တဲ့ခက်လားမခက်လားဆိုတာရှိလာကြားလိုက်တဲ့အခါကျဗမာစကားများပြောနေသလားလို့နားဆိုင်မိတယ်မဟုတ်ခက်လားမခက်လားသူတို့သုံးတဲ့စကားလုံးနော်ဒီဘောနိုင်ငံရောက်တော့ကအဲ့လိုမေးမြန်းကြည့်လိုက်တော့လေတူတာလေးတွေရှိတယ်လမ်းဆိုတဲ့စကားလုံးနဲ့တူတယ်မီးဆိုတဲ့စကားလုံးနဲ့တူတယ်ငါးဆိုတဲ့စကားလုံးနဲ့တူနံပါတ်5ပဲဖြစ်ဖြစ်ရေတွေက5ပဲဖြစ်ဖြစ်5ပဲဗမာတွေကလည်းနံပါတ်5ကလည်း5ပဲရေတွေက5လည်း5ပဲစားတဲ့5လည်းရေတဲ့5လည်း5ပဲနော်ကနန်း5ရှည်တဲ့က5တွေချပဲကောင်းအဲ့ဒါလို့တူညီမှုလေးတွေရှိတယ်ပေါ့အဲဒါကလုံးတူညီတယ်အဲ့တော့မျိုးရိုးဆိုတာလဲဖြစ်ကောင်းဖြစ်နိုင်တဲ့အနေအထားတစ်ခုရှိတယ်လို့ပြောရမှာရုပ်စင်းအင်္ဂါလည်းတူကြတယ်အဲ့ဒီနေဝါရီဆိုတဲ့အုပ်စုထဲမှာ
တက်ကြဆိုရယ်ဘုရားရဲ့အမျိုးအုပ်စုရှိသေးတယ်ရုပ်တူတူပါပဲတက်ကြဆိုရယ်မျိုးရိုးကလည်းအဲ့ဒီနေဝါတွေထဲမှာပဲပါတာသူတို့ကနေ့ထီအောင်သူတို့မျိုးရိုးကိုထိမ့်သိမ့်တယ်အဲ့လိုနေကြတယ်အဲ့တော့ဗမာတွေနဲ့တူသည့်အတွက်ကြောင့်ဗမာတွေကတစ်ချိန်တုန်းကချွေးကြော်ပြောဆိုခဲ့တဲ့တည်းမဲ့တာဂီမျိုးဟိတိုးဗမာဆိုပြီးတော့ဒီလိုတောင်ဆိုခဲ့ကြတာပေါ့နော်အဲ့တော့တချို့ပုဂ္ဂိုလ်တွေကတော့ယုံကြည်မရှိကြတဲ့အခါကျတော့ရှိစရာလို့အောင်ပေးကြတယ်တကယ်တော့လေတကောင်အပြီးရာသာစပြီးတော့တာဂီမျိုးရိုးတွေဟာဟိမန္တာမှာနေကြတာဖြစ်လို့ဟိမန္တာကနေပြီးတော့ဒီဘက်ကိုထွက်လာခဲ့ကြတဲ့အခါမှာမြန်မာပြည်ဘက်ကိုရောက်လာတဲ့ဆိုရေမြေဆက်သွယ်နေတာဖြစ်တော့ကြောင့်မြေပေါင်းများစွာကြာတဲ့အခါမှာပြောင်းလဲလာတဲ့သဘောမဖြစ်ဘူးလို့ပြောလို့မရဘူးမြန်မာနိုင်ငံမှာတူးပြီးတော့တွေးရှင်းရတဲ့အရာတွေဟာအလုံးကိုရှင်းကြတယ်ပေါ့ဒါမို့မြန်မာနိုင်ငံကိုစပူရိကျွန်းလို့ပဲခေါ်တယ်ဒီဟိုတို့လိုကျွန်းလေးမဟုတ်ဘူးအိန္ဒိယနဲ့တစ်ဆက်တည်းဖြစ်သည့်အတွက်ကြောင့်မြန်မာနိုင်ငံကိုလည်းစပူရိပဟိမန္တာနောက်နဲ့ဆက်သွယ်ပြီးတော့နေတဲ့ရှင်းပြီးဆက်သွယ်နေတဲ့နေရာဖြစ်တယ်အိန္ဒိယနိုင်ငံကလူတွေကမြန်မာလူမျိုးကိုဗြဟ္မာလို့ခေါ်တယ်ဗြဟ္မာသူတို့အတန်နဲ့ဗြဟ္မာဟိုရှိတော့ကအိန္ဒိယမြေပုံနဲ့တွဲနေတော့ကဗမာပြည်ကိုဗြဟ္မတိရှလို့ခေါ်တယ်ဒီရှဆိုတာဒေတာပဲအခုတိုင်းဒေတာကြီးတွေဆိုတာလောက်တာလို့ပဲဗြဟ္မတိရှဗြဟ္မာတို့ရဲ့အရတ်လို့ဆိုလို့ဒေတာလို့ပြောတယ်အဲ့ဒါတကယ်သိချင်အိန္ဒိယနဲ့မြန်မာတွဲပြီးတော့အင်္ဂလိပ်လက်ထက်ကရေးဆွဲထားတဲ့မြေပုံကိုကြည့်မယ်ဆိုရင်ဒီမြန်မာမြေပုံကိုဗြဟ္မတိရှလို့ခေါ်လာခဲ့တာဖြစ်တယ်အဲ့ဒီကနေပြီးတော့အင်္ဂလိပ်တွေနှုတ်ထဲရောက်တဲ့အခါကျဒီဒေသလူတွေကိုဘာခေါ်တော့ဆိုဗြဟ္မာနဲ့ပြောရရင်ဘာမှဖြစ်သွားပုံရတယ်နော်ဘာမှဖြစ်သွားသို့သောမြန်မာလူမျိုးတွေကတော့ကိုယ့်ကိုငကိုယ်လုံးကလေးကမြန်မာလို့ပဲခေါ်တယ်မြန်မာလို့ပဲခေါ်တယ်ဗြဟ္မာဆိုတာအင်္ဂလိပ်စကားအိန္ဒိယနိုင်ငံကခေါ်တဲ့သဘောအဲ့ဒါလို့သမိုင်းကြောင်းလေးတွေကိုကြည့်မယ်ဆိုရင်ဆက်နွယ်မှုလေးတွေရှိတယ်ပေါ့ကဲအဲ့တော့ဘုရားမြတ်စွာရဲ့အဆုံးအမတွေရှိခေတ်ကဗုဒ္ဓဘာသာလို့မခေါ်ဘူးနောက်ပိုင်းကျမှစကလုံးတီထွင်တဲ့ပုဂ္ဂိုလ်ကခရစ်ယာန်လို့ကြားဘူးတယ်ဘာသာတွေကိုဘာသာဆိုတာကိုယ်ွယ်တဲ့ဘာသာကိုတီထွင်လိုက်တာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာစသဖြင့်ခေါ်လာဘာသာဆိုတဲ့စကားလုံးကတော့ဘာသာဆိုတာပြောဆိုခြင်းပြောဆိုတဲ့စကားဒီအဓိပ္ပာယ်တော့ရအဲ့ဒီအဓိပ္ပာယ်နဲ့ခေါ်တာမြန်မာတွေကဗုဒ္ဓဘာသာလို့ခေါ်တော့လဲပဲဒီနာထိုင်းနိုင်ငံသွားပြီးတော့ဗုဒ္ဓဘာသာဝင်တွေကိုဘယ်လိုခေါ်တော့မေးဗုဒ္ဓศาสนาတဲ့သူတို့တီဟိုရောက်တဲ့အခါကျတော့တီဟိုတွေကဗုဒ္ဓဘာသာကိုဘယ်လိုခေါ်တော့ဆိုဗုဒ္ဓဂမလို့ခေါ်တယ်မတူဘူးဗုဒ္ဓဘာသာဆိုတဲ့အသုံးနှုန်းဟာဗမာပြည်ကအသုံးနှုန်းလို့မှအင်္ဂလိပ်လိုသုံးတဲ့အခါကျတော့ Buddhist ဆိုတဲ့အသုံးသုံးတယ်အဲ့တော့ဘယ်ရာပဲဖြစ်မတူညီတာလေးတွေရှိတာပေါ့မတူညီဘူးလို့မှတ်လိုက်ရင်ပြီးတာပါပဲကိုယ်ခေါ်တဲ့ကိုပေါ့ဒါတော့အဲ့တော့မြတ်စွာဘုရားလက်ထက်ကရောဘုရားဘာသာလို့ခေါ်လာလို့မခေါ်ဥပဒကဥပတိကလို့ခေါ်တယ်သာသနာတော်ကိုပဲစိတ်ကကြတဲ့ပုဂ္ဂိုလ်တွေကိုဥပဒကဥပတိကလို့ပထမဆုံးယရဏသုံးပါးထဲမှာတန်ခါယရဏမပေါ်သေးဘဲနဲ့ဖရာယရဏနဲ့တရားယရဏနှစ်မျိုးပေါ်နေတဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့ပြီးပထမဆုံးဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်ကတပုဒ္ဒနဲ့ဗန္လိကာလို့ပြောတယ်ဥက္ကလာကကုန်းတဲ့ညီနောင်ခေါင်းဆောင်ပြီးတော့လေပေါင်း900နဲ့သွားရဘုရားကရရောက်တဲ့အခါမြတ်စွာဘုရားနဲ့တွေ့ဆုံ
မုံနှမျိုးမြတ်စွာဘုရားကိုပထမဆုံးဆွမ်းကပ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေဆွမ်းကပ်ခွင့်ရပြီးတရားတော်မြတ်စွာဘုရားမဟောဘူးတပည့်ဆက်ကြမဟောသေးရင်ဘယ်သူမှတရားမဟောသေးဘူးနော်တွေးဆုံရုံပဲတွေးဆုံတာဖြစ်တော့သူတို့ကမြတ်စွာဘုရားကိုကြီးညိုကြလို့ဘုရားသရဏံကိစ္ဆာမိဓမ္မသရဏံကိစ္ဆာမိဘုရားကိုကိုယ်ဝေယဖြစ်တိမှတ်ပြုပါတယ်ဓမ္မကိုကိုယ်ဝေယဖြစ်အတိမှတ်ပြုပါတယ်ဆိုဒီစကားနှစ်ခွန်းနဲ့ဘုရားနဲ့တရားကိုကိုးကွယ်တဲ့ဘုရားဘာသာဒါကိုဒွေဝါစိကလို့ခေါ်တယ်ဘုရားသရဏကိစ္ဆာမိကတခွန်းဓမ္မသရဏကိစ္ဆာမိကတခွန်းပေါင်းလိုက်တဲ့အခါနှစ်ခွန်းစကားနှစ်ခွန်းနဲ့ဘုရားဘာသာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေခဏိခေကတော့တေဝါစိကတန်ခါသရဏကိစ္ဆာမိထဲလိုက်သုံးခွန်းဖြစ်သွားနော်အဲ့လိုပထမဆုံးမြတ်စွာဘုရားဘုရားဘာသာဝင်ပထမဆုံးစဖြစ်တဲ့လူသားဟာဒီခမည်းတော်သုတ်တော်ရဏကြီးလည်းမဟုတ်ဘူးနော်ခမည်းတော်သုတ်တော်ရဏမင်းကြီးကပထမဆုံးဘုရားဘာသာဖြစ်တာမဟုတ်ပထမဆုံးဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်ဟာတပုဒ္ဒနဲ့ပန္လိကတပုဒ္ဒကိုတီဟိုနိုင်ငံလူတွေတော့တပတ်တုလို့ခေါ်တယ်နာမည်မတူတာလေးတွေရှိတယ်ပေါ့နော်အဲ့ဒီနာမည်အဲ့တပုဒ္ဒပန္လိကဆိုတဲ့ကုံတဲ့ညီနောင်ဟာပထမဦးဆုံးဘုရားဘာသာလို့ပြောအဲ့နောက်တော့ယတသရုသားရဲ့အဖေဖြစ်တဲ့ဗာရဏသီတထေးရဲ့သူ့အမေဖြစ်တဲ့သူဇာတာရဲ့သူတို့နှစ်ဦးကတော့တေဝစိကတန်ခါပေါ်လာပြီးပိဿဝဂီတွေပေါ်လာပြီးတဲ့နောက်မှာဘုရားဘာသာဖြစ်တာသူတို့နှစ်ဦးနော်သူတို့ကြတော့ပြည့်ပြည့်စုံတဲ့ဘုရားဘာသာလို့ပြောရမယ်တေဝစိကဘုရားဘာသာတေဝစိကတရဏဂုံလို့ဆိုရပေါ့အဲ့လိုသုံးခုဆိုပြီးဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်အဲ့ဒီတော့ကတော့ဘုရားဘာသာဖြစ်ကိုကြီးညာတဲ့စရံလေးရပါတော့သူတို့ကိုသူတို့နှုတ်ကနေပြောတာပကံဝန္တံမြတ်စွာဘုရားရှေ့မှာဆိုရင်ပကံဝန္တံတရဏံကိစ္ဆာမိနော်ဓမ္မေသဘိက္ခုတံကိစ္ဆာဥပဒကနောဥပဒကနောဓာရေတုအစ္ဆတိကေပါဏုပေတံတရဏံခိတံဘုရားကိုကိုယ်ွယ်ရာစိတ်ကတဲ့သူအဖြစ်တရားကိုကိုယ်ွယ်စိတ်ကသူအဖြစ်တန်ခါကိုကိုယ်ွယ်စိတ်ကသူအဖြစ်မှတ်ပါရှားတဲ့ပံဘုရားတရားတန်ခါကိုစိတ်ကကိုယ်ွယ်တဲ့ဥပဒကအဖြစ်မှတ်တော်မူပါလို့ဒီလိုလျှောက်ပြီးတော့ဘုရားဘာသာဝင်အဖြစ်ကိုခံယူကြတယ်ပေါ့အဲ့ခေတ်ကနော်ဘုရားဘာသာဝင်အဖြစ်ကိုခံဥပဒကနောဓာရေတုဥပဒကေနောဓာရေတုအစ္ဆတခေပါဏုပေတံအစ္ဆတခေဆိုတာဒီကနေ့ကစပြီးပါဏုပေတံတေတံတေတဗံတတသောယရဏသုံးပါးကိုကိုယ်ွယ်စိတ်ကတဲ့ဥပဒကအဖြစ်မှတ်ယူတော်မူပါလို့ဒီလိုဆိုပြီးဘုရားဘာသာဖြစ်ကိုခံယူကြတယ်အဲ့ဒီကနေစပြီးတော့ဒေဝစိကမှာတပုဒ္ဒနဲ့ဗန္ဓိကဒေဝစိကမှာဗာရဏသီတထေးနဲ့သူဇာတာသူတို့ဟာပထမဦးဆုံးဘုရားဘာသာဝင်တွေလို့သူတို့ပြောအဲ့တော့နောက်ပိုင်းမှာဘုရားဘာသာဝင်ပုဂ္ဂိုလ်တွေဟာများတဲ့များလာပြီဘုရားတရားတန်ခါရဏသုံးပါးကိုယ်ဝဲစိတ်ကကြတဲ့ပုဂ္ဂိုလ်တွေဟာများတဲ့များလာတယ်များလာတဲ့အခါကျတော့အရေးချင်းနေတကယ်ကိုကြီးပွားတိုးတက်အောင်လိုက်နာရမယ်အရေးချင်းတွေဟာလိုအပ်လာတယ်။တမားဖြင့်ဘုရားသရဏကိစ္ဆာမိလို့ဆိုလိုက်ရုံနဲ့ဘုရားဘာသာတော့ဖြစ်သွားပြီ။သို့သောဘုရားဘာသာဖြစ်သွားတဲ့အခါမှာဘုရားဘာသာကောင်းအရေးချင်းဖြစ်ဘုရားဘာသာကောင်းတယောက်ဖြစ်ဖို့ဆိုတာကြတော့ဘယ်လိုဟာတွေလိုအပ်တာတော့ဘယ်လိုကြိုးစားရမှာလဲကိုယ့်ရဲ့ဘဝမှာဘယ်လိုကြိုးစားဘာတွေလုပ်ရမလဲဘယ်လိုနေထိုင်ကျင့်သုံးရမလဲဆိုတာကို
မြတ်စွာဘုရားကအင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်လို့အချက် 9 ချက်မှာစုဆောင်းပြီးဟောထားတဲ့ဥပဒကတမ္ပရာတမ္ပတိဝိပတ္တိတမ္မဝပရမဝဆိုတဲ့အဲ့ဒီသုတ်တန်နေမှာမြတ်စွာဘုရားဟောကြားထားခဲ့တာအဲ့ဒါလေးကိုမှတ်သားပြီးတော့ကိုယ့်ကိုဘုရားဘာသာကောင်းရဲ့အရေးချင်းတွေကိုဘယ်လိုရအောင်လုပ်မလဲဆိုတာလုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဘုရားဘာသာကောင်းဖြစ်အောင်ကြိုးစားဒီအရေးချင်းတွေရအောင်ကြိုးစားမကြိုးစားရင်မရဘူးကြိုးစားမှဒီအရေးချင်းကောင်းတယ်အဲ့တော့ဘာတွေကြိုးစားမှာတော့လို့ရသော်ဗျာကနံပါတ် 1ဘိက္ခုထတနာနာဟပိတိဘုရားတရားသံဃာယရဏသုံးပါးကိုကိုယ်ဝတ်စိတ်ကတဲ့အခါရသော်ဗျာကတိုက်တွန်းနေယဟန်နေနဲ့ဘုန်းကြီးတွေနဲ့ဆိုလိုတာကဘာသာရေးမှာတိတဲ့တကြွနားလဲတဲ့ဘုန်းကြီးတွေနဲ့မကြာခဏဆုံစည်းဖို့တွေ့ဆုံရမယ်လို့ဆိုလို့ဒါဘာအတွက်တုံးဆိုဆုံမရသော်ရဟောတဲ့ဆုံမတွေကိုသိပါဘူးဒါကြောင့်မို့ဘိက္ခုတတနာနာဟပိတိယဟန်တော်တို့ကိုဖူးတွေ့ခြင်းကိုဘယ်တော့မှလျော့ပါမသွားစေနဲ့ချိန်ချိန်မကြာခဏတွေ့ဆုံပါလို့ဆိုတော့အဲ့ဒါတမန်ကြီးပဲဆိုရင်ဘုန်းကြီးနဲ့တွေ့ခိုင်းတာမြဲတာဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်စဉ်းစားရင်သူတို့ဘာသာရေးဟောပြောတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့မှဘာသာတရားဆိုတာနားထောင်ရတာတမန်အဖြစ်ဗမာပြည်လူနေစဉ်တွေ့ဆိုတာကတွေ့တာနဲ့မြင်တာနဲ့မတူဘူးနော်လမ်းပေါ်မှာသွားနေတဲ့ဘုန်းကြီးတွေမြင်တာကိုဒါတွေ့တယ်လို့မခေါ်တွေ့တယ်ဆိုတာစုံပြီးတော့စကားပြောတာမျိုးတွေ့တယ်ပြောကြတယ်မင်းသူနဲ့တွေ့ပြီးပြီလားဆိုတွေ့ပြောပြီးမှတွေ့တယ်လို့ပြောတာအေးအဝဲကနေလှမ်းမြင်လိုက်တာမြင်နေဦးမြင်တာတွေ့တာမဟုတ်သေးဘူးမြင်တာနဲ့တွေ့တာမတူဘူးဆိုတော့ကြည့်မြင်တာမြင်လိုက်တာပဲလေမြင်တာတွေအများကြီးလူတော့မြင်လိုက်တယ်အစည်းအဝေးထဲမှာလူတယောက်လှမ်းမြင်လိုက်တယ်ကိုတွေ့ကျင်တဲ့လူတွေ့မြင်တော့မြင်တယ်သူထိုင်တာလည်းမြင်ရတယ်သူများတွေနဲ့စကားပြောတာမြင်တယ်အဲ့ဒါမြင်တာသူနဲ့နှစ်ယောက်တည်းမတွေ့သေးတဲ့ဗျာတွေ့တယ်လို့မပြောရသေးဘူးတဲ့အဲဒါကြောင့်ဘိက္ခုထတနာယဟန်တန်ကယဟန်တော်တွေနဲ့ဘုန်းကြီးတွေနဲ့တွေ့ရမယ်လို့အဲ့ဒီတွေ့မှုကိုဘယ်တော့မှရှော့မချစေကြောပါမသွားစေနဲ့လို့သူပြောတာဒါတမန်စဉ်းစားကြည့်မယ်ဆိုရင်ဘုန်းကြီးတွေနဲ့မကြောင်ကြတွေ့ပါလို့ပြောတာတွေ့ပါဆိုတာဘာအတွက်တုံးလို့ဆိုအသိပညာရဖို့တွေ့ခိုင်းတာပဲအသိပညာမရရင်ဘယ်တွေ့ယောဂရှိတဲ့ပုဂ္ဂိုလ်တယောက်ကျမ်းမာတဲ့ဟိုလိုချင်တဲ့ပုဂ္ဂိုလ်ကဆရာဝန်နဲ့မကြာခဏတွေ့တယ်လေမကြာခဏတွေ့ရပညာသင်ကြားတဲ့ပုဂ္ဂိုလ်တွေကကိုယ်ဆရာကိုယ်ပါမောက္ခနဲ့မကြာခဏတွေ့ပြီးမှကိုလိုချင်တဲ့ပညာနဲ့တက်ကျမ်းမာမှုကိုလိုချင်တဲ့ပုဂ္ဂိုလ်ဆရာဝန်နဲ့တွေ့ပြီးမကြာခဏမေးမြန်းစူးစမ်းအဲ့ဒါလိုပဲဘာသာတရားဘက်ကအရေးချင်းတွတ်တက်ဖို့ရအတွက်ဘာလို့အောင်လဲနံပါတ် 1ကဘုန်းကြီးတွေနဲ့မကြာခဏတွေ့ပါလို့မြတ်စွာဘုရားကဒီနေရာမှာငါနဲ့တွေ့လို့မပြောဘာလို့ပြောရတော့ဘာလို့ဒီလိုဟောတာတော့ဖះနဲ့တွေ့ရမယ်လို့မဟောတန်ခါနဲ့တွေ့ဘိက္ခုနဲ့တွေ့လို့ယဟန်နေဘုန်းကြီးတွေနဲ့တွေ့လို့ဆိုလိုတာမြတ်စွာဘုရားကအကယ်၍သာဖះနဲ့တွေ့ဆိုဖះမရှိတော့ဘူးဆိုတဲ့အခါကျလူတွေကဘုန်းကြီးတွေ့ချင်မှာမဟုတ်တော့နော်အရှိကြည့်လိုက်ပဲဆိုရင်ခုမြတ်စွာဘုရားမရှိတော့တာနှစ်ပေါင်း2560နဲ့နည်းနည်းရှိသွားမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့နှစ်ပေါင်း2560နဲ့နည်းနည်းရှိအဲ့ဒါလောက်ကြာညောင်းနေတော့ဘုရားနဲ့တွေ့ရမယ်သာအကယ်၍ဟောတာရင်ဘုရားမှမရှိပဲဘယ်သူမှတွေ့ကြမလို့ဖြစ်သွားတော့မှာစက္က
အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုတတိနားလေသက်ဆောင်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဘုန်းကြီးယဟန်နဲ့တွေ့ပါမကြာခဏဘုန်းကြီးယဟန်နဲ့တွေ့ပါအရေးကြီးတယ်နော်အဲ့တော့တွေ့ဆိုတာဘာသာရေးကိစ္စအနေနဲ့မြတ်စွာဘုရားဟောတဲ့အဆုံးအမတွေကိုသိဖို့တွေ့အောင်ပြောတာဘုန်းကြီးစီပတ်စံချေခြင်းလို့တော့တွေ့တာလည်းမဟုတ်ဘူးနော်အတွေ့ဖို့တွေ့နည်းကြလည်းအမျိုးမျိုးရှိသေးတယ်အဲ့လိုတွေ့တာမဟုတ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့အရေးချင်းနဲ့တရားဓမ္မနဲ့ပတ်သက်ပြီးမေးဖို့ဘုန်းကြီးနဲ့တွေ့ဖို့လိုအပ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့အရေးချင်းကောင်းတွေရဖို့ရအတွက်ရဟန်းတန်ခါနဲ့တွေ့ပါဘုန်းကြီးနဲ့တွေ့ပါအဲ့ဒီတွေ့ချင်းကိုမင်းကြောပါမသွားစေနဲ့လိဟင်းမနေစေနဲ့လို့ဆိုလိုတယ်ဒါနံပါတ်1အရေးကြီးတဲ့အချက်ဘုရားဘာသာကောင်းဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဘုန်းကြီးတွေနဲ့တွေ့ရွေးချယ်တွေ့ဖို့ကိုတွေ့တဲ့နဲ့ဘုန်းကြီးနဲ့တွေ့ဖို့ရသော်ဗျာတော့တမန်အပြင်ခေါ်လိုက်တာပေါ့သို့တော့ယတနံဘာဝိတတ္တနံဆိုတဲ့စကားနဲ့ပြေဘာဝိတအတ္တစိတ်ထက်ရင်းချက်တဲ့ဘုန်းကြီးလို့ဆိုလို့တယ်ပေါ့အဲ့ဒီကြတော့ပါတယ်တမန်ဘုန်းကြီးကိုတွေ့ခိုင်းတာမဟုတ်ဘူးစိတ်ထက်ရင်းချက်ပြီးတော့ဘာသာတရားကိုဟောပြောနိုင်တဲ့ဆုံးမသွန်သင်နိုင်တဲ့ဘုန်းကြီးနဲ့တွေ့ပါလို့ဒီလိုတော့ရွေးချယ်အောင်ဘုန်းကြီးနဲ့တွေ့ဆိုလမ်းမော်သွားတွေ့နေလို့တော့ဖြစ်တာမဟုတ်၆သွားနေတဲ့ကိုတော့တွေ့ခိုင်းတာမဟုတ်ဘူးနော်အေးဘာသာတရားကိုဟောပြောဆုံးမနိုင်တဲ့ဘုန်းကြီးမျိုးနဲ့တွေ့ပါလို့ဒီလိုပြောချင်တယ်ဒါကြောင့်မို့ဒေသနာတော်မှာဆုံးနည်းရမှာတော့ဘိက္ခုတသနာနာဟပိတိလို့ဒါတော့တင်ဆိုပြီးမဲ့လို့ဂါထာဘာနနဲ့ဟောတဲ့အခါကျတော့တသနာဘာဝိတတ္တနာဆိုဘာဝိတဆိုဘာဝိတတ္တစိတ်ကိုစိတ်နှလုံးကိုမြင့်တင်ထားတဲ့ပုဂ္ဂိုလ်မျိုးအသိဉာဏ်နဲ့မြင့်တင်ထားတဲ့ပုဂ္ဂိုလ်မျိုးတွေ့ပါလို့ဆိုတာဒါအကျိုးရှိမဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါဘုရားဘာသာကောင်းအရေးချင်းရရှိဖို့ရအတွက်နံပါတ်1လောက်ရမယ်အလုပ်တစ်ခုပါတဲ့နံပါတ်2ကဘာလို့ဆိုဘုန်းကြီးနဲ့တွေ့ပြီးထွေရလေးပါးစကားတွေပြောမှဆိုလို့အိမ်ကစကားတွေကြောင်းပြောကြောင်းကစကားတွေအိမ်ရောက်နော်တို့မီရှို့မီအဲ့ဒါလုံးမှဆိုလို့မြတ်စွာဘုရားအဲ့လိုဟာမဟုတ်ဘူးဘုန်းကြီးနဲ့တွေ့တယ်ဆိုတာနံပါတ်2အရေးကြီးတာပါတော့တတ္တမသဝနာနပပိစတိတတ္တမဆိုတာသူတော်ကောင်းတွေဟောပြောတယ်သို့မဟုတ်မှန်ကန်တဲ့အဆုံးအမတရားတတ္တမမှန်ကန်တဲ့အဆုံးအမတရားသို့မဟုတ်သူတော်ကောင်းတရားအဲ့ဒီသူတော်ကောင်းတရားကိုတလေးတစနာယူမှတ်သားဖို့ဘယ်တော့မှမမေ့နဲ့တဲ့ဘုန်းကြီးနဲ့တွေ့ပြီးဘာလို့မှတော့ဆိုရင်တရားနာဖို့မမေ့နဲ့တရားနာရဲဆိုနားလည်းပူတယ်ခါလည်းပူတယ်ဆိုဖြစ်တတ်တယ်တချို့ကြတာပဲနော်နားလည်းပူတယ်ခါလည်းပူတယ်ဆိုတာမျိုးဖြစ်တယ်အဲ့ဒီပူစရာကတော့တရားနာရင်ကတော့အေးပါတယ်မတရားတွေနာရင်တော့ပူကောင်းပူမှာပေါ့ထိုင်ရတာကြတော့ခါကြောင်းတာပေါ့အဲ့တော့တတ္တမသဝနာနပိပစတိဘုန်းကြီးကဟောမဲ့တရားကြားနာဖို့ရအတွက်ဘယ်တော့မှမေ့မနေနဲ့အထီးကသွားတွေ့တာတရားနာဖို့တွေ့တာတရားနာဖို့ဆိုတာတရားဝဲကြီးတွေလှုပ်ပြီးနာတာတစ်မျိုးတရားဝဲလှုပ်ပြီးနာတဲ့အနာမျိုးမဟုတ်ဘူးတစုံတစအဆုံးမစကားလေးတွေကစပြီမြတ်စွာဘုရားကဆုံးမထားတဲ့စကားလေးတွေသဗ္ဗပပတ္တအကရဏအကုသိုလ်မှန်သမျှမလုပ်ရဘူးကုသလတုပတမ္ပရာကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်သစိတ်တပရိယောဓပနကိုယ်စိတ်ကိုဖြူစင်စေရမယ်ဣတံဘုရဏသာသနာဒီအချက်၃ချက်ဟာမြတ်စွာဘုရားတိုင်းဆုံးမတဲ့အဆုံးအမစကားပဲဆိုဒါအလွန်ရေးကြည့်တဲ့ဟာ1 2 3ဒီ၃ချက်ဟာပြည့်ပြည့်စုံတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီလိုဟာမျိုးတွေကိုကြားနာဖို့ရအတွက်မမေ့နဲ့လို့
တော်ကောင်းတရားကိုကြားနာဖို့ဆုံးမစကားတွေကြားနာဖို့အဲ့ဒါတွေမမေ့စင်နဲ့ဓမ္မဘုရားဘာသာကောင်းရဲ့တယောက်ရဲ့အရည်ချင်းကိုရမှာဖြစ်တယ်တဲ့နောက်တတိယအချက်ကတော့ဘာတော့ဆိုလို့ရှင်ရဟန်းနဲ့တွေ့တယ်တရားနာတယ်ဟုတ်ပြီကိုယ်ပိုင်လုပ်ရမယ့်ကိစ္စတွေဘာတွေလုပ်ရအောင်လဲအဓိတိလေးသိက္ခတိတဲ့လူသားတွေအတွက်အလေးထားရမယ့်ကုကျင့်တရားနဲ့ပတ်သက်ပြီးတော့ကြိုးစားပြီးတော့ဆောင်ထည့်ရမယ်ဒါလည်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲနော်ဒါပါရမယ်ဘုရားဘာသာကောင်းတို့ရဲ့အရေးချင်းထဲမှာအဓိတိလေးသိက္ခတိဆိုတာအရေးကြီးတဲ့သီလဆိုတာဘာကိုပြောတာတုံးဆိုအထက်က၅ပါးသီလနဲ့10ပါးသီလလို့ပြောလိုက်တယ်10ပါးသီလမပါဘူးလို့ပြောလို့တာမဟုတ်ဘူးအစနဲ့ဆုံးလူတွေစောင့်လို့ရတာ10ပါးသီလအထိစောင့်လို့ရအဲ့တော့ဆိုလိုတာကလုံးဝအပြက်ကွက်မရှိဘဲနဲ့ထိမ့်သိမ့်ဆောက်ရှောက်အောင်မှာ၅ပါးသီလယမယံခါထိမ့်သိမ့်ဆောက်ရှောက်တဲ့အခါကြီးရဲ့ကြီးအခါကာလကြည့်ပြီးတော့10ပါးသီလအဲဒီ10ပါးထဲမှာမေတ္တာဖြစ်ဖြစ်ဘာဝနာတစ်ခုပံ့ပိုးထားမယ်ဆိုရင်9ပါးသီလအဲ့ဒီတဲ့ဒီဝိကျေတနာတွေကိုသုံးဆွဲမပြုတော့ဘဲနဲ့အလုံးကိုလွှဲအပ်ပြီးတော့ဒီဝိကျေကိုပါကင်တွယ်မှုမလုပ်ဘဲနဲ့ထိမ့်သိမ်းဆောက်ရှောက်တာကြတော့10ပါးသီလကိုရင်နေဆောင်ထိန်တဲ့သီလမျိုးပေါ့နော်နိစ္စဂိတကိုတစ်ခုရည်တွက်လိုက်တယ်မာလာကနာကိုတစ်ခုရည်တွက်လိုက်တယ်အဲ့ဒီမှာသတ္တရူပရဇရထည့်လိုက်လို့ရှိရင်10ပါးဖြစ်သွားတယ်ခု10ပါးသီလဆိုတော့နိစ္စဂိတနဲ့မာလာကနာကိုပေါင်းထားတာတခုစီခွဲလိုက်မယ်ဆိုရင်သူက10ပါး9ပါးသီလ10ပါးသီလတောင်ဖြစ်သွားနိုင်တယ်10ပါးသီလကလည်းနော်ခု9ပါးသီလစောင့်တည်တာ10ပါးသီလတောင်ဖြစ်သွားတယ်သို့တော့10ပါးသီလဆိုဒီမှာနိစ္စဂိတနဲ့မာလာကနာခွဲထားတယ်သတ္တရူပထက်ပေါင်းထားတယ်ဒီဟာကိုဆိုလို့တယ်အဲ့ဒါကိုအဋ္ဌိသီလလို့ခေါ်တယ်အလေးနဲ့ထားထိမ့်သိမ်းဆောက်ရှောက်အောင်မယ်သီလနေ့စဉ်သေရဗံတတဆုံဆွဆွမြဲမြဲထိမ့်သိမ်းရမှာတော့၅ပါးသီလအခါလျော်စွာအခါကြီးရကြီးတွေများထိမ့်သိမ်းဆောက်ရှောက်ဖို့ရဥပုံနေ့ကာလမှာဆို10ပါးသီလခုလိုမွေးနေ့တို့ဘာလို့ဆိုရင်ကိုယ့်ကို9ပါးသီလဖြစ်စေ10ပါးသီလဖြစ်စေထိမ့်သိမ်းလို့ရတယ်အဲ့ဒီလိုလုပ်ဖို့ရအတွက်ကြိုးစားရမယ်တဲ့ကြိုးစားရမယ်ဥပုသ်ဆောင်မှုလည်းကြိုးစားရမယ်ထမင်းစားလို့ဆိုပြီးတော့လည်းအကြောင်းမပြနဲ့ထမင်းစားလို့ရှိရင်လည်းလေးနာထားတယ်လို့လည်းအကြောင်းမပြနဲ့ gas station လို့အစာမစားရင်မဖြစ်ဘူးလို့လည်းအကြောင်းမပြနဲ့ဒီလိုဆိုလို့ရပေါ့နော်တတ်နိုင်အောင်စောင့်တည်ပြီးတော့ဒီသီလနဲ့ပတ်သက်ပြီးကြိုးစားပါတဲ့ဒါနံပါတ်3ချက်ဘုရားဘာသာကောင်းဖြစ်ဖို့ဒီချင်းနေနဲ့ကြိုးစားဒီလိုကြိုးစားအောင်လို့ဆိုတော့အဲ့လိုကြိုးစားရင်ကိုပဲဘုရားဘာသာကောင်းဖြစ်သွားတယ်နောက်တစ်ခုကဘာတော့နံပါတ်4ကပတာဒဘဟုလောဟောတိဘိက္ခုတုယန္တိပေါ်မှာကြီးညိုတရာစိတ်များရမယ်အဲ့ဒါမှလည်းဘုန်းကြီးတွေတွေ့မှာဘုန်းကြီးတွေကိုမချီညိုဘူးဒီကိုယ်တော်ကိုမချီညိုဘူးအမြင်ကတ်တယ်ဆိုလို့ရှိရင်တော့သူကဒီအခွင့်အရေးတွေပြတ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ယဟန်နေနဲ့ပတ်သက်ပြီးတော့ချီညိုတရာစိတ်ရှိနေဘူးလို့အပ်တယ်ချီညိုတရာစိတ်ဆိုတာဘာကိုပြောတာတော့ဆိုချီညိုတရာစိတ်ဆိုတာငါတို့အဲ့ဒါလိုကြုံတုံးပြီးမနေနိုင်ဘူးသူတို့ကြုံတိန်နေညနေစာမစားပဲငါမနေနိုင်ဘူးသူတို့အဲ့လိုနေကြတယ်ပျော်ပါးတွေမလိုက်စားကြပဲနဲ့နေကြတယ်ဒီလိုနေကြတယ်ဆိုတာတွေကိုတွေးပြီးတော့ချီညိုစိတ်လေးတွေဖြစ်ပြီးတော့အားကြစိတ်ကလေးတွေဖြစ်ပေါ်လို့အားကြပြီးတော့ဝတ်သွားလဲရတာပဲနော်ပတာဒဘဟုလောတဲ့ချီညိုတရာစိတ်တွေဖြစ်နေအောင်တွေးတော်ရမယ်ပေါ့နော်မင်းတို့မင်းကြီးကဘာတွေးရောဆိုလို့ရှင်
ဘုန်းကြီးတွေညစာမစားတာနဲ့တည်းမဲ့ငါချီညိုပြီးငါမနေနိုင်ဘူးတဲ့ညစာမစားပဲအဲ့ဒါတခုတည်းနဲ့ငါချီညိုပါတယ်လို့ပြောတယ်ဒီလိုပေါ့အမျိုးမျိုးပေါ့ချီညိုစရာကိုရှာပြီးတော့ချီညိုဖြစ်တဲ့စိတ်မျိုးတွေနဲ့ဆိုကိုယ်မှာအကုသိုလ်ပဲဖြစ်တယ်အကုသိုလ်ဆိုတာဘုန်းကြီးကြောင့်ဖြစ်တာမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့မုန်းတီးတဲ့စိတ်ကအကုသိုလ်ပဲမုန်းတီးတဲ့စိတ်ကအဖြစ်ပဲနော်ဘယ်သူဘောမုန်းတီးတဲ့စိတ်ဟာအကုသိုလ်ဖြစ်ဒါကြောင့်မို့ပတာရဘဟုလောဟောတိဘိက္ခုတုယန္တိပေါ်မှာချီညိုသလားနောက်ဆုံးမှာမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဟောကြားထားတဲ့သိက္ခာပုဒ်တွေအတိုင်းကျင့်ကြံကြုတ်ကိုအထောက်နေကြတယ်ရှင်သာရိပုတ္တရာတို့ရှမောကလန်တို့ရဲ့အနွယ်ဆက်တွေကနေပြီးတော့စင်စစ်မဲ့ပြဒီလိုကျင့်သုံးနေကြတယ်ငါတို့ဘုန်းကြီးမောနိုင်မှုသူတို့ဝတ်တယ်အေးချီညိုသလားစိတ်ဖြစ်အောင်တွေးတော်ဆင်ញင်ပြီးတော့ချီညိုမှုဖြစ်အောင်လုပ်ရမယ်နော်ဒီလိုဆိုလို့တယ်နော်အဲ့ဒါဘုရားဘာသာကောင်းဖြစ်ဖို့အတွက်နံပါတ် 4 အချက်ပဲနောက်တစ်ခါနံပါတ် 5တော့ဘာလို့ဆိုရင်အနုပါရမစိတ်တော်ဓမ္မတုနာတိတရားနာတဲ့အခါမှာအရေးကြီးတဲ့ချက်ဟောပြတာဆက်သွယ်နေတယ်တရားနာတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေကလူပေမဲ့လို့ဘောဓုတကြွယ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘောဓုတကြွယ်တဲ့ပုဂ္ဂိုလ်တွေကဘယ်ဘုန်းကြီးဟောတာမှားတယ်ဘယ်ဘုန်းကြီးကဘလို့နဲ့ဆိုပြီးတော့အပြစ်တင်ဆွဆွဲကဲ့ရဲ့ပြီးတော့ပြောဆိုတတ်တဲ့စိတ်ဓာတ်မျိုးတွေရှိတတ်တယ်တရားဟောပြီးဆိုလို့ရှိရင်အမှားရှာပြီးတော့အကွက်ထောက်တဲ့စိတ်ဓာတ်မျိုးနဲ့မနာနဲ့တဲ့တရားနာပြီဆိုရင်ဒီမင်္ဂန်နဲ့အကွက်ကလေးကိုသာအာယုစိုက်ပြီးတော့ဒီတရားမျိုးကိုသိအောင်ကြိုးစားအနုပါရမစိတ်ဓာတ်ဆွဆွဲလို့စိတ်ကဲ့ရဲ့လို့စိတ်ပြစ်တင်လို့စိတ်တိမှတ်ထားပဲဒီဟာတော့ဒီကိုတော့ဟောတာမဟုတ်ဘူးဆိုပြီးဟိုသိလို့တဲ့စိတ်နဲ့ဆိုရင်ကိစ္စမရှိပါဘူးနော်အမှားမှန်သိတဲ့စိတ်နဲ့နာလာတော့ကိစ္စမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးအပြစ်တင်မှုတချို့ကြတော့အပြစ်တင်မှုတသက်နာယူတာဖြစ်တယ်ပြစ်တင်မှုမှတ်သားထားပြီးတော့အပြစ်ပြောဖို့အဲ့ဒီလိုစိတ်မျိုးနဲ့တရားဘယ်တော့မှမနာနဲ့တဲ့သိလို့စိတ်နဲ့နာပါလို့ဆိုလို့တယ်သိလို့စိတ်နဲ့နာတဲ့အခါမှာကိုယ်မှတ်သားစရာပါလာရင်မှတ်သားမယ်ဆိုတဲ့စိတ်နဲ့ပဲမှတ်သားပေါ့နော်အဲ့ဒီလိုဒီအချက်ဟာလည်းပဲအရေးကြီးတဲ့အချက်တစ်ခုတဲ့နောက်တစ်ခုကတော့ကုသိုလ်ပြုမှုနဲ့ပတ်သက်လာတယ်နံပါတ် 6 ကနဣတောဗဟိတာဒက္ခိဏကဝေတတိကုသိုလ်ကောင်းမှုလုပ်ပြီးလူမဲ့တမ်းမယ်ဆိုတဲ့ကုသိုလ်ကောင်းမှုယဉ်ဤမြုပ်နှံမှုတွေလုပ်ပြီးဆိုလို့ရှိရင်ဘုရားသာသနာပေါ်မှာပဲမြုပ်နှံတယ်တခြားဘာသာတွေမှာတော့မမြုပ်နှံဘူးသူဆိုလို့အဲ့ဒါလေအရေးကြီးတဲ့အချက်တစ်ခုပဲကိုကိုးကွယ်တဲ့ဘာသာတရားကိုပဲဦးစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကိုးကွယ်တဲ့ဘာသာတရားတွေကတကယ်ကိုလှူဒန်းထောက်ပံ့တိုက်တဲ့ပုဂ္ဂိုလ်ကိုရှာကြံပြီးတော့လှူဒန်းထောက်ပံ့တယ်လို့သူဆိုလို့အဲ့ဒါနဣတောဗဟိတာဒီသာသနာမှာအပြင်ဘက်ကိုသွားပြီးတော့ဒက္ခိဏေယနခဝေတတိအလူခံတိုက်တဲ့ပုဂ္ဂိုလ်သွားမရှာဘူးဆိုပါစို့ဘုန်းကြီးတွေလှူတာတဲ့ဘယ်သူသွားလှူရတာပိုကောင်းတယ်လို့ဆိုတာမျိုးပေါ့နော်အဲ့ဒီလိုအပြင်မကိုသွားပြီးတော့လှူသင်းလှူတိုက်တာဆိုပြီးတော့သွားပြီးတော့မရှာဘူးတဲ့သာသနာအတွင်းမှာပဲရှာကြံပြီးတော့လှူသင်းလှူတိုက်တဲ့ပုဂ္ဂိုလ်လှူမယ်ဒီလိုစိတ်ဓာတ်မျိုးထားမယ်ဒါကဘာသာတရားနဲ့စိတ်ဓာတ်ကိုဖော်ပြတဲ့သဘောပဲဘုရားဘာသာကောင်းတရားဖြစ်ဖို့အတွက်နောက်တစ်ခုကတော့နံပါတ် 9 ကဣဒသပုဗ္ဗကာရံကရောတိကိုယ်ဘဝမှာကုသိုလ်ကောင်းမှုလုပ်မယ်တခြားဘာသာတွေကိုမလှူရဘူးလို့ပြောတာမဟုတ်ဘူး
ပုပ္ပကာရဥစားပေးမယ်ဘုရားဘာသာကိုဥစားပေးလှူမယ်တခြားဘာသာလည်းလှူလို့ရတယ်ဥစားပေးလှူတယ်အဲ့ဒီအဓိပ္ပာယ်မျိုးရတယ်ဣဒသပုပ္ပကာရတချို့ကဘဝမှာကိုလုံးမဲ့ကုသိုလ်ကောင်းမှုတစ်ခုဥစားပေးပြီးတော့လုပ်တယ်ဗမာစကားဥစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီဥစားပေးပြီးဘုရားသာသနာတော်ကိုဥစားပေးပြီးတော့လှူတာတဏ္ဍမျိုးလောက်ရမှာဖြစ်တယ်တဲ့တခြားဟာကိုဥစားပေးပြီးတော့လောက်ရမှာမဟုတ်ဘူးလို့ဆိုလို့မလှူလဲလို့လည်းမတားဘူးမြတ်စွာဘုရားမလှူနဲ့လို့တားတာမဟုတ်ဘူးအဲ့ဒီစိတ်ဓာတ်လည်းမရှိဘူးတို့သာလှူသူများမလှူနဲ့ဆိုရဟာမျိုးမရှိဘူးအဲ့ဒါကြတော့ပိတ်ပင်ရရောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကရှင်းပြီးတော့ဟောထားတယ်သူများလှူတဲ့အလှူကိုတဲ့ပိတ်ပင်တားမြစ်တဲ့ပုဂ္ဂိုလ်ဟာတဲ့လှူတဲ့ပုဂ္ဂိုလ်ကုသိုလ်ကိုဖျက်ဆီးရရောက်တယ်အလှူခံတဲ့ပုဂ္ဂိုလ်လတ်လဘဖျက်ဆီးရရောက်တယ်ဟန္တာရရောက်တယ်သူကိုယ်တိုင်လည်းပဲစိတ်ဓာတ်ယုံပါသည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်တွေသူ့မှာလည်းပဲသူ့ရဲ့ဂုဏ်အရေးချင်းတွေကပျက်စီးသွားတယ်လို့သူတို့ဆိုဒါကြောင့်မို့မြတ်စွာဘုရားဒါနကောင်းမှုနဲ့ပတ်သက်တဲ့အခါကျရင်ဘယ်ကိုလှူရမတုံးလို့မေကွန်မျိုးမေးမယ်ဆိုရင်ယထပတိရတိတထဒေဟိမင်းကြီးညိုတဲ့နေရာလှူဘာသာတရားမှလည်းဘယ်ဘာသာတရားပဲလှူဘသူပဲလှူကိုကြီးညိုတဲ့နေရာလှူလူကိုလှူခြင်းနဲ့လှူတိရစ္ဆာန်လှူခြင်းနဲ့လှူတချို့ကလူထမင်းမကျွေးနဲ့ခွေးထမင်းကျွေးတဲ့လူဟာရှိသေးတယ်လေခွေးတွေကိုတရွာလုံးရှိတဲ့ခွေးတွေကိုဖိတ်ပြီးတော့ဒီခြာကြီးတွေခင်းပြီးအဲ့ဒီမှာခွေးထမင်းကျွေးတယ်ဆိုတာကြားဘူးတယ်နော်ရွာလူတွေတော့ထမင်းကျွေးခွေးတွေဖိတ်ပြီးတော့ထမင်းကျွေးခွေးမှန်သမျှလာခဲ့စားဖို့ဖိတ်စာများကမ်းသေးလာတော့မသိဘူးခုတ်ကြားတို့အကုန်လုံးတက်ရောက်ပြီးတော့သုံးဆောင်ကြဖို့ဆိုပြီးတော့ဖိတ်တာအဲ့လိုဟာတွေရှိတယ်လေအဲ့တော့ तू ကြိုက်လို့လောက်တာဆိုဘယ်သူလူတိရစ္ဆာန်ကိုလူရင်မြတ်စွာဘုရားအစတရားအကျိုးပေးတယ်လူကိုလူရင်တော့လမ်းပေါ်ကလူဆိုရင်အစတစ်ထောင်ကိုချင်းသီလရှိတဲ့၅ပါးသီလလုံးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်အစတစ်သိန်းတို့ဒီလိုခွဲခြားတယ်မတူဘူးပေါ့မြေပေါ်မှာတစ်ပင်စိုက်တယ်လို့ပဲရေကောင်းရင်ကောင်းတယ်လို့အကျိုးအမြတ်ထွက်တာပဲအဲ့ဒီလိုသာခွဲခြားပြီးတော့ဟောတာဖြစ်တယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့အချက်တွေကနော်နံပါတ်1ကဘုရားဘာသာခေါင်းရဲ့အရေးချင်းနေဆိုတာတဲ့နံပါတ်1ကဘုန်းကြီးတွေနဲ့မကြာခဏတွေ့ဖို့ကြိုးစားခြင်းသူတော်ကောင်းတရားကိုမမေ့မလျော့ကြားနာခြင်းအဋ္ဌိသီလဆိုတဲ့၅ပါးသီလ၈ပါးသီလ၉ပါးသီလ10ပါးသီလအဲ့ဒီအလေးနဲ့ထားရမယ်လူတွေအလေးနဲ့ထားပြီးဆောင်တော်ရမယ်သီလတွေပေါ်မှာကြိုးစားအထောက်ခြင်းရဟန္တာငါတွေပေါ်မှာကြည်ညိုစိတ်များပြားခြင်းတရားနာတဲ့အခါမှာအပြစ်ရှာပြီးတော့အပြစ်ရှာဖို့ထောက်ပြဖို့ဆိုတဲ့စိတ်ဓာတ်နဲ့မနာဘဲနဲ့သိလို့တဲ့စိတ်ဓာတ်နဲ့နာခြင်းနောက်ပြီးတော့ဒီသာသနာအပြင်ဘက်မှာအလှခံလိုက်တဲ့ပုဂ္ဂိုလ်မရှာခြင်းဒီသာသနာအတွင်းမှာသာအလှခံလိုက်တဲ့ပုဂ္ဂိုလ်ရှာခြင်းဒီသာသနာအတွင်းမှာသာလည်းဥစားပေးပြီးတော့လှူခြင်းတန်းခြင်းဆိုတဲ့ဒီအချက်9ချက်ဟာကျိုးစားအထောက်ခြင်းဖြင့်ကိုယ့်ရဲ့ဘုရားဘာသာကောင်းတို့ရဲ့အရေးချင်းကိုရရှိသွားမှာပဲဖြစ်တယ်ပေါ့ဒါတွေဟာအရေးချင်းလားလို့ဆိုတော့နော်အဲ့ဒီလိုလှုပ်လို့ရလာတဲ့ကုသိုလ်ကောင်းမှုတွေသီလစောင့်တည်လို့ရလာတဲ့ကိုချင်းသီလလူမှုတမ်းမှုကြောင့်ရလာတဲ့စစ်မှန်တဲ့စေရနာတွေအသိပညာတွေတတိစွမ်းအားတွေသရာစွမ်းအားတွေပညာစွမ်းအားတွေဝိရိယတို့တမာရီတို့စွမ်းအားတွေအဲ့ဒါတွေကတော့အရေးချင်းတွေပဲလို့ဆိုလို့တယ်အခုလိုကြိုးစားအထောက်ခြင်းအပြင်အရေးချင်းကောင်းတွေရရှိလာမှာဖြစ်တယ်ဒါကြောင့်ခုလိုရွှေခေတ်ရောက်တဲ့အချိန်မှာလူတိုင်းဟာရွှေခေတ်ကိုနေရသေးတဲ့ပုဂ္ဂိုလ်တွေကကြော်ဖြတ်ကြရအောင်မယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကတော့ဖြတ်လာခဲ့ပြီနော်ရွှေခေတ်ကိုကြော်ခဲ့ပြီဘယ်လိုပဲဖြစ်
မကြော်သေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တောင်ပေါ်အတက်ဖြစ်စေတောင်ကဆင်းမယ်ဖြစ်စေနော်ကြောက်ထဲမကြအောင်တော့ဂရုစိုက်ရမှာပဲဖြစ်တယ်တက်တော့ကလည်းဂရုစိုက်တယ်ဆင်းတဲ့အခါမှာလည်းပဲကြောက်ထဲချော်မကြဘူးအခုလိုရည်ချင်းကောင်းတွေကိုယ်သဏ္ဍာန်မှာရှိအောင်တို့တွေစ조사အထောက်ကြမှာလို့ဆွဲဆွဲမြဲမြဲမှတ်သားထားဖို့လိုအပ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားဘာသာကောင်းတို့ရည်ချင်းများကိုမြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်းမှတ်သားနိုင်ယူကြပြီးတဲ့အခါမှာမိမိတို့ကိုယ်တိုင်အရည်ချင်းကောင်းတွေရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း